တူတယောက်ရဲ့ဘဝစာကြောင်းအထုပ်ပတ်တိကိုသိလိုက်ရတဲ့ဖြင့်မိမိအတွက်ဘဝသင်္ကန်းစာတွေရှုတတ်တဲ့ပုဂ္ဂိုလ်တွေဖို့အများကြီးတန်ဖိုးရှိသွားနိုင်တယ်။ဒါကြောင့်မို့ဇလန်းဇက်ွက်ယုံမြဇလန်းဇက်ွက်မြဟူသာမှတ်သားနာယူခြင်းမပြုဘဲနဲ့ထိုပုဂ္ဂိုလ်ရဲ့ဆောင်ရွက်ချက်ကျိုးပန်းအထောက်ချက်လှုပ်ဆောင်ချက်တွေကြည့်ရှုပြီးတော့အတူယူအားကြကြရမှာဖြစ်တယ်။သူကိုယ်တိုင်ကလည်းဒီဘက်မှာထူးချွန်ထက်မြက်တယ်ဆိုတာလွန်ခဲ့တဲ့ကမ္ဘာတသိန်းအချိန်ကာလတုန်းကလူဘဝရရှိလို့ကံကောင်းထောက်မှလို့ပရိမုဒ္ဒရာမြတ်စွာဘုရားလက်ထက်မှာလူဖြစ်ပရိမုဒ္ဒရာမြတ်စွာဘုရားကပုဂ္ဂလပတ္တနာလို့ခေါ်တဲ့ပုဂ္ဂိုလ်ရေးကြီးညိုမှုနဲ့ပတ်သက်ပြီးထူးချွန်တဲ့ပုဂ္ဂိုလ်တူကိုချီးမွမ်းထောမနာပြီးဟောကြားတာကိုယ်တိုင်မြင်တွေ့ကြရတဲ့အခါသူကိုယ်တိုင်လည်းဒီအခြေအနေမျိုးတွေကိုဖြစ်လို့စိတ်တွေတဖွာဖွာဖြစ်တယ်အားကြတယ်လို့ခေါ်တာအခုခေတ်မှာလည်းတူတူပဲနေဘယ်ပုဂ္ဂိုလ်အချင်းအားကြစရာကောင်းတယ်အားကြစရာကောင်းတဲ့ပုဂ္ဂိုလ်စိတ်ဝင်စားလာလို့ရှိရင်မိမိကိုယ်တိုင်လည်းအဲ့ဒီပုဂ္ဂိုလ်မျိုးဖြစ်ဖို့ဆိုတာကြိုးစားလာကြဒီလိုပဲဖြစ်ရမှာဘဝတစ်ခုဟာတိုးတက်မြင့်မားလာဖို့အတွက်အတူယူအားကြစရာပုဂ္ဂိုလ်ဆိုတာရှိကိုရှိရဒါကြောင့်မို့အတူယူအားကြမှုအကြောင်းပြုပြီးတော့ဒီအချက်ဖြင့်ဟာထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေဖြစ်လို့တယ်လို့ဆိုတဲ့ဆန္ဒပြုခဲ့တာဆန္ဒပြုခဲ့ပြီးတော့နောက်ကလှုပ်ဆောင်ချက်ကနောက်ကဆက်လက်ပြီးတော့လိုက်ပါလာတဲ့အခါမှာသူ့ရဲ့ဆန္ဒပြည့်ဝသွားတယ်လို့လူဆိုတာတဦးနဲ့တဦးစိတ်နေသဘောထားခြင်းမတူကြဘူးဝါဒနာတို့အစ္ဆာတရားတို့ဆိုတာလည်းကွဲပြားခြားနားမှုရှိတယ်စိတ်ဝင်စားမှုအစ္ဆာတရားနဲ့ဝါဒနာတဦးနဲ့တဦးမတူသည့်အတွက်ကြောင့်မိမိတို့စိတ်ဝင်စားရာဝါဒနာရှိအောင်ထူးချွန်ထက်မြက်အောင်ဘဝသင်္ကန်းစာယူပြီးတော့ဆောင်ရွက်ကြဥပမာမဲ့ရှင်သာရိပုတ္တရာကပညာဘက်မှာထူးချွန်ထက်မြက်တယ်ရှင်မမောဂလန်ကြတော့သမထကျင့်စဉ်သံအဘိညာဉ်လိုက်မှာထူးချွန်ထက်မြက်တယ်နှစ်ပါးစလုံးဟာအက္ခတဝကယဟနာပုဂ္ဂိုလ်ကြီးတွေပဲဖြစ်တော့လဲဝါဒနာချင်းမတူကြဘူးလို့ဒီလိုပြောမိမိတို့ရှားရှိထားတဲ့မိမိတို့တဏ္ဍာမှာဖြစ်ပေါ်နေတဲ့ဝါဒနာအလျောက်ဆွဲဆွဲမြဲမြဲကြိုးစားအထောက်လို့ရှိရင်ထူးချွန်ထက်မြက်မှုကိုရတယ်ဆိုတာလူတိုင်းဟာမှတ်သားထားပြီးတော့တမန်အနေထားအဖြစ်မနေပဲနဲ့ကိုယ့်ဘဝကိုဖြစ်ချင်တာထူးချွန်အောင်ဆောင်ရွက်ကြရမယ်ဆိုတာစိတ်ထဲမှာမှတ်သားထားဖို့အခုဇီဝကဆိုတာသူ့ဘဝအစသူဟာတမန်လူတယောက်လိုပါပဲတချို့တမန်ပုဂ္ဂိုလ်တွေတောင်နှိမ့်ကြတယ်လို့ပြောရမယ်သူ့ဘဝအစဟာအမြဲတမ်းတနာစရာကောင်းတယ်သို့တော့သူ့ရဲ့ကြိုးစားမှုကြောင့်ထိတ်တန့်ပုဂ္ဂိုလ်တူဖြစ်သွားတယ်အဲ့တော့လောကလူတွေဟာဘဝကိုဘယ်လိုနည်းနဲ့ပဲစလာစိတ်သဘောထားတွေမြင့်မားပြီးတော့ကြိုးစားလာလို့ရှိရင်ထူးချွန်တဲ့ပုဂ္ဂိုလ်တူဖြစ်လာနိုင်တယ်ဆိုတာကိုမှတ်သားထားကြဇီဝကဆိုတာရာဇဂုံမြို့မှာမွေးဖွားခဲ့သူတူပဲစာရဲပေထဲမှာတော့သူမိခင်ဖော်ထားတာရှိတော့လဲမပြောတော့ဘူးနော်သူ့ဘဝစัจ ကြောင်းကဘယ်ဟာစာလာတော့ဆိုမွေးပြီးတာနဲ့သူ့ရဲ့မိခင်ရဲ့ဆွန့်ပစ်ခြင်းကိုခံရတယ်ဘန်းကလေးပေါ်မှာထည့်ပြီးတော့လမ်းဘေးသွားပစ်ထားတာဇီဝကအလောင်းသူ့ငယ်လေးဟာလူဘဝတော့ရလာတယ်သို့တော့မွေးချင်းမိဘရဲ့ရင်ခွင်ထဲမှာနားယူပြီးတော့ကြီးပွားခွင့်မရဘူးမိဘရဲ့ဆွန့်ပစ်ခြင်းကိုခံလိုက်ရလို့လမ်းဘေးကစကောလေးနဲ့ပြစ်ထားတဲ့လမ်းပေါ်မှာရောက်သွားလမ်းဘေးမှာရောက်သွားတယ်ကလေးလေးတယောက်အဲ့ဒီလို
မနဲ့မုံမလင်းငင်ပြစ်ထားတဲ့ကလေးလေးကိုရာဇဂိုမြို့ဗိမိသာရမင်းကြီးရဲ့မိဖုရားငယ်တူကမွေးတဲ့သားကအဘယမင်းသားလို့ခေါ်တယ်မင်းသားကြီးပဲလွတ်တော်တဲ့ရတဲ့မင်းသားကြီးတူပေါ့ယထာလုပ်ငန်းမှာကျွမ်းကျင်တယ်ယထာမောင်းနှင်တဲ့နေရာမှာထက်မြက်တယ်အဇာတတဆိုတာမိဖုရားခေါင်းကြီးကမွေးတာဒါကြောင့်မို့သူကထိနှံရတာမန်မိဖုရားအငယ်တွေကမွေးတာတွေကြတော့ဘယင်မဖြစ်ဘူးတဲ့ပြီးတော့အဘယမင်းသားဆိုတာမထင်မရှားကမွေးတာဖြစ်တော့ကြောင့်ဘယင်သားဖြစ်တော့လဲနန်းတော်မှာကြီးပြီးတော့ဘယင်ကိုခါစားပြရတော့လဲသူဟာနန်းကိုဆက်ခံနိုင်တဲ့ဇာတုဆက်ခံရမယ်မင်းသားတော့မဟုတ်ဘူးဥပမာမဲ့ပြောရမယ်ဆိုရင်ပါယဝတီမင်းလို့ရွှေဘုံမင်းလို့လည်းခေါ်တယ်ကုန်းပေါင်ဆက်မှာဘာကြီးတော့မင်းရဲ့ညီတော်ပါယဝတီမင်းရွှေဘုံမင်းမိဖုရားခေါင်းကြီးကမွေးတာကပကံမင်းသားကျန်တဲ့မိဖုရားအငယ်တဲကမွေးတာကြတော့မင်းတုံမင်းသားနဲ့ကနောင်မင်းသားတို့ထိနှံဆက်ကံတော့ဘယ်သူကဆက်ခံရတော့ဆိုပကံမင်းသားကထိနှံဆက်ခံမိဖုရားခေါင်းကြီးကမွေးတာမွေးတော့တာယာဝတီမင်းမကြမ်းမမာဖြစ်တဲ့အခါပကံမင်းသားကထိနှံဆက်ခံနောက်ပိုင်းကျတော့ပကံမင်းသားနဲ့မင်းတို့မင်းသားတို့ကနောင်မင်းသားတို့ဆိုတာအဖေတူအမေခွဲညီကိုတွေပဲနောက်ပိုင်းမှာမင်းပင်ကောင်းရဲ့မင်းမြောင်ဖြတ်ဆိုတာပကံမင်းရဲ့မြောင်ပြီးတော့ပကံမင်းမှာအမှုတော်ထမ်းနေတဲ့ပုဂ္ဂိုလ်ဘိုင်ဆက်ဆိုရမြို့တော်ဝန်တို့ဥပိန်တရားကြီးကိုဆောက်သွားတဲ့ဥပိန်တို့ဆိုတာဒီပေါ့နော်သူတို့ကမင်းအာနာဇက်ကိုယူပြီးတော့နောက်ဆုံးပဲကနောင်မင်းသားနဲ့မင်းတို့မင်းသားတို့ကိုပါဖမ်းချုပ်မဲ့အနေအထားမျိုးရောက်လာတယ်အဲ့ဒီမှာကနောင်မင်းသားမင်းတို့မင်းသားနဲ့ကနောင်မင်းသားညီကိုနှစ်ယောက်တိုက်မြင်ပြီးတော့သူတို့နောင်တော်ကိုချစ်တော်လဲနောင်တော်ကိုပုံကန်ကြရွှေဘိုထွက်ပြီးတော့နောင်တော်ကိုပုံကန်တော့သူတို့ပုံကန်မှုဟာအောင်မြင်သွားတယ်လို့ဆိုပါစို့ဒါနဲ့မင်းတို့နဲ့ကနောင်တို့အောင်မြင်သွားလို့မင်းတို့မင်းသားကမင်းဖြစ်တာတကယ်ကတော့အစဉ်တိုင်းဆိုရင်သူထိနှံရစရာအကြောင်းမရှိဘူးပေါ့သူဆိုတာအဲ့လိုပဲအဘယမင်းသားရဲ့အခြေအနေကမိဖုရားငယ်ကမွေးတာဖြစ်တော့ကြောင့်တပည့်အုပ်ချုပ်တဲ့မင်းတော်မဖြစ်ဘူးဒါပေမဲ့လို့ဘုရင်နန်းတော်မှာယာရုဌာနရထားပြီးတော့ဘုရင်ကိုအမှုတော်ထမ်းရတဲ့လွတ်တော်တက်တဲ့မင်းသားကြီးတော်ဖြစ်ရတယ်မင်းတို့မင်းသားဟာလည်းပဲလွတ်တော်တက်ရတဲ့မင်းသားကြီးပဲသို့တော့ထီရန်နန်းရန်အိမ်ရှိဥပရာဇာတော့မဖြစ်ဘူးတော်လှန်ပြီးတော့ယူလို့တာဘုရင်ဖြစ်တာခုအဘယမင်းသားဟာလည်းပဲထို့တူပဲဗိမိသာရမင်းရဲ့သားနန်းတော်ကနေထွက်ပြီးနနဲ့ခင်းသူနောက်လိုက်နောက်ပါတွေနဲ့မြို့ပြင်ထွက်တဲ့အခါမှာကြီးကန်းတွေဝိုင်းအောင်ပြီးတော့တအားလုံနေတဲ့လမ်းဘေးကအရာတစ်ခုအမြင်တော့မေးတယ်ဟေ့လူတွေဟိုနားကကြီးတွေဝိုင်းနေတာဘာတွေလဲသွားကြည့်ကြစမ်းဆိုတော့သူနိုင်လဲနောက်ပါတွေကပြေးပြီးတော့ကြည့်ကြတဲ့အခါအရှင်မင်းသားကလေးလေးပါလို့ပြောတယ်နော်ပြစ်ခံထားတာနော်ကလေးလေးပါဟဲ့အသက်ရှိသေးရဲ့လားရှိပါသေးတယ်ဒါဆိုလို့ရှိရင်ယူခဲ့ကြငါနန်းတော်ငါအိမ်ကိုပို့လိုက်ဒီကလေးလေးကိုစောင့်ရှောက်ပြီးတော့အသက်ရှင်အောင်မွေးကြလို့အထိတ်တော်တွေကိုအလိုက်ဆိုပြီးတော့ဇီဝကရဲ့ဘဝကအဲ့ဒါလို့စလာတာအသက်ရှင်သေးသလားလို့ဆိုရှင်ပါသေးတယ်ဆိုတဲ့စကားကိုကြည့်ပြီးတော့အသက်ရှင်သူဆိုတဲ့အဓိပ္ပာယ်နဲ့ဇီဝတိတိဇီဝကောလို့အသက်ရှင်လျက်တွေ့ရသူဆိုတဲ့အဓိပ္ပာယ်နဲ့ဇီဝကလို့နာမည်ပေးတာ
အဘယမင်းသားကကောက်ယူပြီးတော့ကျွေးမွေးခိုင်းထားတာဖြစ်သောကြောင့်တနည်းအားဖြင့်မင်းသားကမွေးစားထားတာဖြစ်သောကြောင့်ကောမာရပစ္ဆမင်းသားရဲ့မွေးစားသားလို့ဒီလိုလည်းပဲနာမည်တွင်နေပေါ့ဒီနေရာမှာကောမာရပစ္ဆဆိုတာကောမာရဆိုတာကုမာရလာတာမင်းသားပစ္ဆဆိုတာကျွေးမွေးဆောင်ရှောက်ထားတာသို့မဟုတ်သားဖြစ်မွေးစားတာလို့ဒီလိုအဓိပ္ပာယ်ရတယ်နိုင်ငံသားတွေကတော့အဲ့ဒီစကားလုံးကိုဘာသာပြန်တဲ့အခါနောက်တစ်ချိန်ကျတော့ဇီဝကသမားတော်ဖြစ်သွားတာသမားတော်ဖြစ်တော့ကောမာရပစ္ဆဆိုတဲ့စကားလုံးကမင်းသားရဲ့မွေးစားသားဆိုတဲ့အဓိပ္ပာယ်ပြင်နောက်အဓိပ္ပာယ်တစ်ခုကဘာတော့ဆိုရင်ကောမာရဆိုတာကုမာရကလာတာကလေးတငယ်ပစ္ဆဆိုတာပြုစုကုသတဲ့အတ္တပညာရှိသူလို့ဆိုပြီးတော့ကောမာရပစ္ဆဆိုတာကလေးအထုကုဆိုပြီးတော့နာမည်နဲ့လည်းဒီလိုဘာသာပြန်ကြတယ်မင်းသားမွေးစားသားလို့အဓိပ္ပာယ်မပြန်မဲနဲ့ကလေးအထုကုလို့ဆိုတဲ့ဒီလိုစကားလုံးနဲ့အဓိပ္ပာယ်ပြန်ထားတာလည်းရှိတယ်ပေါ့နော်သို့သောပိဋကစာပေမှာမှတ်သားထားတာကတော့သူတို့ပြန်တဲ့အဓိပ္ပာယ်မဟုတ်ဘူးကုမာရေနပောတပိတတာကောမာရဘိဇောတိပိနာမံအကံလို့တယ်မင်းသားကမွေးခိုင်းတာဖြစ်သောကြောင့်မင်းသားမွေးစားတာဖြစ်သောကြောင့်ကောမာရပစ္ဆလို့လည်းခေါ်ကြတယ်တဲ့နာမည်2မျိုးနဲ့ခေါ်တာဇီဝကကောမာရပစ္ဆဒီလိုခေါ်တာနော်အဲ့တော့သူ့ဘဝအစလေးကမွေးချင်းလမ်းပြီးရောက်သွားတာကိုဟာကံဆိုးတယ်လို့ပြောမှာပဲအတိတ်ကသူအကုသိုလ်ဘာကြောင့်လမ်းပြီးအပြစ်ခံရတယ်လဲဆိုတာသူအတိတ်အကြောင်းတော့ရှိမှာပေါ့မရှိဘဲကတော့ဒီလိုမဖြစ်ဘူးလေမိခင်ရဲ့စွန့်ပစ်မှုကိုသူခံရတယ်မိခင်ရဲ့စွန့်ပစ်မှုကိုခံအဲ့ဒါနဲ့သူကံကောင်းတော့အဘေယမင်းသားနဲ့တွေ့တော့နန်းတော်ရောက်သွားတယ်မင်းသားရဲ့အိမ်မှာကြီးရအသက်ရွယ်လေးရလာတဲ့အခါကျတိထက်လာတဲ့အခါသူများတွေမှာအမေအဖေခေါ်စရာရှိတယ်သူ့မှာအမေဆိုတာဘယ်သူမှမသိဘူးဒီကလေးလေးကအမေခေါ်စရာမရှိတော့မင်းသားကိုမေးတယ်ရှင်မင်းသားကျွန်ုပ်ရဲ့အမေကဘယ်သူလဲအဖေကဘယ်သူလဲတနာစရာကလေးလေးတွေဒါမျိုးတစ်ခါတလေအမေအဖေမသိတဲ့ကလေးမျိုးတွေဒီကနေ့ခေတ်မှာလည်းရှိတာပဲเนาะအမေဘယ်သူလဲအဖေဘယ်သူလဲလို့သူမေးတာမေးတော့မင်းသားကလည်းပြောတယ်လေဇီဝကတဲ့ငါလည်းပဲမင်းအမေကိုမသိဘူးတဲ့မင်းအမေဘယ်သူဆိုတာငါမသိဘူးတဲ့နော်ဒါပေမဲ့လို့ငါကမင်းကိုမွေးစားတာဖြစ်တော့မင်းအဖေကတော့ငါပဲပေါ့ကွာလို့ပြောတာဟောအမေမသိဘူးအဖေကတော့ငါပေါ့ငါကမွေးစားတာဟုတ်အဲ့ဒါလို့ပြောလိုက်တဲ့အခါကျအရွယ်ရောက်လာတဲ့အခါ तू စဉ်းစားတတ်လာတယ်စဉ်းစားတတ်လာတယ်ကြည်ပြင်းရတာကဘယင်းနန်းတော် Royal Family လို့ခေါ်တယ်အဲ့ဒီမိသားစုအတိုင်းဝိုင်းမှာကြည်ရမင်းနာပတ်ရနေတဲ့ပုဂ္ဂိုလ်တွေကပညာတတ်ကြတယ်လေပညာနဲ့သက်မွေးကြတာစင်စည်းတတ်တယ်မြင်စည်းတတ်တယ်ဓာခုတ်လန်တိုးဆိုတာလို့ဘယင်းကိုအမှုတော်ထမ်းနေဆိုတာပညာမတတ်ဖိုင်းနဲ့မရဘူးပညာမှာထူးချွန်မှဘယင်းကယာရုတိုးပေးတာတာမန်ပြည့်ရည်နေတဲ့ပုဂ္ဂိုလ်ဆိုရင်ဘယင်းနာမှာသူကယာရုတက်မဲ့ပုဂ္ဂိုလ်မဟုတ်ဘူးအဲ့တော့သူစဉ်းစားတတ်လာတဲ့အချိန်မှာသူစဉ်းစားတယ်အခုလို့မင်းမျိုးဆိုးမျိုးတွေရဲ့အိမ်မှာနေတယ်ဆိုတာတဲ့တိတ်ပဆိုတဲ့အတ္တပညာမရှိဘဲနဲ့အသက်မွေးဖို့ခက်တယ်ငါလည်းပဲတိတ်ပဆိုတဲ့အတ္တပညာတခုသင်မှပဲတိတ်ပဆိုတဲ့အတ္တပညာတွေကအခုခေတ်နဲ့ခွဲခြားတာမတူဘူးခုခေတ်ကဝိဇ္ဇာတိတ်ပံဆိုပြီးတော့ဝိဇ္ဇာနဲ့တိတ်ပခွဲခြားတာကအဓိပ္ပာယ်တစ်မျိုးနဲ့ခွဲတယ် science ကိုမှတိတ်ပလို့ဒီလိုပြောတာခုခေတ်တုန်းကနှုတ်မှုပညာကိုဝိဇ္ဇာလို့ခေါ်ပြီးတော့
လက်မှုပညာတွေမှန်သမျှကိုသိပ္ပလို့ဒီလိုခေါ်တာလည်းရှိခဲ့အထရတမဟာသိပ္ပဆိုတာအဲ့ဒီခေတ်ကတတိအုပ်ချုပ်တဲ့မင်းတွေစီအမှုထမ်းဖို့ဆိုလို့ရှိရင်မလုပ်ကြစင်စည်းအတ္တတို့မြင်းစည်းအတ္တတို့ဓာခုတ်လှန်တို့စသဖြင့်ပေါ့နော်ညပြစ်တဲ့အတ္တတွေတို့ဒါတွေကိုကျွမ်းကျင်အောင်သင်ကြတာကျွမ်းကျင်အောင်သင်လေးရှိကြတယ်ဘိုးလုတာတို့ဒီအထဲချုပ်လုတာကအစပေါ့လေအဲ့ဒီလိုဒီလိုပညာရက်တွေကိုသင်ကြအဲ့တော့နန်းတော်မှာကြီးပြင်းတဲ့ပုဂ္ဂိုလ်တွေကအထူးသဖြင့်ဘုရင်နာမနေလို့ရှိရင်စာရေးအတတ်တို့လည်းလိုအပ်တယ်စာတော်ဘတ်အတတ်တို့လည်းလိုအပ်တယ်မြန်မာနိုင်ငံမှာစာတော်ဘတ်တို့စာရေးတာတို့ဘုရင်နာမှာသူကအမှုထမ်းရတဲ့ပုဂ္ဂိုလ်တွေပြောရေးဆိုရေးနဲ့ပတ်သက်တဲ့ပညာရက်တွေကိုကကာယဗလာကိုအသုံးချပြီးတော့စစ်တိုက်တာဝါသနာပါရင်စင်စည်းအတတ်မြင်းစည်းအတတ်သို့မဟုတ်စင်ဆရာအတတ်မြင်းဆရာအတတ်စင်နေမြင်းတွေကိုထိန်းကျောင်းတဲ့ဟာဆေးကူးတဲ့လူစသဖြင့်အတတ်ကိုမျိုးစုံနောက်ဆုံးမှာအချက်အပြုတ်အတတ်တောင်မှဘုရင်နာမှာအမှုတော်ထမ်းလို့ရချက်ရေးပြုတ်ရေးကောင်းရင်လည်းအမှုတော်ထမ်းလို့ရအဲ့ဒီလိုနန်းတွင်မှာပညာရက်တွေထိုခေတ်ကဘုရင်စီအမှုတော်ထမ်းလို့ရတဲ့အတတ်ပညာမျိုးစုံရှိတဲ့ငါလည်းတခုခုတော့သင်အောင်ပါပဲသူများတွေကဒီအတတ်ပညာတွေနဲ့အမှုထမ်းနေကြတယ်ငါလည်းတခုသင်အောင်ပါပဲဆိုသူစဉ်းစားတော့ဘာစဉ်းစားမိတော့ဆိုရင်ငါကသူတော်ဘာပေါ်မှာမေတ္တာစေရနာနဲ့လောက်ရတဲ့ပညာရက်ကဘာလဲဓာခုတ်တို့လှန်တိုးတို့ဆိုတာတစ်ဖက်သားကိုတတ်ဖို့ဖြတ်ဖို့ရန်သူကိုကာကွယ်ဖို့ဆိုတဲ့အလုပ်တွေကကျမ်းတမ်းတယ်အဲ့တော့မေတ္တာမပြတ်လောက်ရတဲ့အလုပ်ကဘာရှိလဲဝိဇ္ဇသိပ္ပံမေတ္တာပုဗ္ဗဘာကမေတ္တာရှိထားပြီးတော့လောက်ရတာဖြစ်တော့ကြောင့်ဆေးပညာအတတ်ကိုငါသင်မှပဲလို့စိတ်ကူးရသွားတယ်သူကနော်အဲ့ဒါလို့ရွေးချယ်မှုဟာလည်းပဲသူကသူရွေးချယ်တာပဲအခုခေတ်ကလေးတွေလည်းကြည့်နေကြောင်းနေလို့ရှိရင်မင်းဘာဖြစ်ချင်တော့ဆရာဝန်ဖြစ်ချင်တဲ့လူရှိတယ်အင်ဂျင်နီယာဖြစ်ချင်တဲ့လူရှိတယ်သူခေတ်နဲ့သူပဲပေါ့နော်ဘာလုပ်ချင်တယ်ဆိုတာဘယ်တတ်ပညာပဲဖြစ်ဖြစ်နော်လက်တလုံးမကြည့်ပဲနဲ့ဘယ်တတ်ပညာပဲဖြစ်ဖြစ်စိတ်ဝင်စားရာအောင်မြင်ကြီးပွားနိုင်တာတွေကြည့်ပဲကြိုးစားမယ်ဆိုရင်အောင်မြင်အဲ့တော့သူလည်းသူ့ဟာသူကိုယ်ပိုင်ဉာဏ်နဲ့ရွေးတယ်စိတ်ပညာအတတ်ကိုသူသင်မယ်စိတ်ပညာအတ္တမေတ္တာရှိထားပြီးလုပ်ရတဲ့အလုပ်နေမကောင်းမကြမ်းမဖြစ်တဲ့ပုဂ္ဂိုလ်တွေကိုဆေးဝါးကုသပေးတယ်မေတ္တာစေရနာထားပြီးကုသပေးတယ်အသက်မွေးဝမ်းကြောင်းပညာဖြစ်သည့်အတွက်ကြောင့်မိမိအတွက်အသက်မွေးဝမ်းကြောင်းပညာရလည်းရတယ်ဆိုတဲ့ဒီစိတ်ကူးနဲ့ဘက်စုံကောင်းတဲ့ပညာတစ်ခုအနေနဲ့သူကရွေးချယ်လိုက်တယ်စိတ်ပညာအတတ်ကိုငါရွေးမယ်ရွေးတော့တိုင်းပြည်မှာဝေးလံတဲ့ဒေသကလာကြတဲ့ကုန်းသည်တွေဆိုတာရှိတယ်အဲ့ဒီကုန်းသည်တွေနဲ့ဒေသန္တရဘောဓုတကိုစီးဖို့ပြီးဆေးပညာနဲ့ပတ်သက်ပြီးတော့ကြော်ကြားနေတာအဲ့ဒီခေတ်ကဘယ်မှာရှိတော့တက္ကသီလမြို့ဆိုတာရှိတယ်အခုခေတ်တော့နော်အဲ့ဒီလိုမြို့ကြီးကိုသွားသင်စရာမလိုဘူးကျောင်းတွေဖွင့်ထားတယ်ဆိုတော့ဟိုနာ University တက္ကသိုလ်ဒီနာ College နဲ့ဆိုပြီးတော့မြို့တိုင်းမှာပညာသင်လို့ရတဲ့ခေတ်ရောက်သွားပြီအဲ့ဒီရှေ့တုန်းကတော့မကရတိုင်းရာဇဂိုမြို့ကလူတွေဟာဘယ်သွားသင်ရတော့ဆိုရင်အခုခေတ်ဒေသနဲ့ပြောမယ်ဆိုရင်ပါကစ္စတန်နိုင်ငံထဲမှာရှိတဲ့တက္ကစီလာလို့ခေါ်တဲ့တက္ကသီလမြို့သွားပြီးတော့ပညာသင်ညာဝေးလံတဲ့နေရာသွားအဲ့ဒီနာမည်ကိုယူပြီးတော့ဗမာပြည်ကတက္ကသိုလ်နဲ့ခေါ်နေကြတာနော်တက္ကသီလအဲ့ဒီမှာပညာတတ်တွေပေါ်တယ်ပညာနဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်တွေပေါ်တော့သူလည်းကုန်းတယ်တွေနဲ့ရောပြီးတော့လိုက်သွားအသက်16နှစ်လောက်မှသူလိုက်သွားလိုက်တာအဘယမင်းသားကိုတောင်မှပြောမသွားဘူးတိတ်တိတ်အိမ်ကနေထွက်သွားတာနော်တိတ်တိတ်အိမ်ကနေထွက်သွားတာသူပြောက်နေတာ9နှစ်လောက်ကြာမှသူပြန်ရောက်လာတာပညာတော့တင်တာမိဘကိုပြောမသွားဘူးမွေးစား
မိဖခင်ကိုပြောမတော့ဘူးတိတ်တိတ်ထွက်သွားတာသူလိုက်သွားတယ်လူကြုံနေနဲ့လိုက်သွားပြီးဟိုရောက်တဲ့အခါကျတော့အကျော်ကြားဆုံးဖြစ်တဲ့ဆေးဆရာဆေးသမားတော်ကြီးစီသွားပြီးတော့ဓမ္မန္တေဝတိကလို့ခေါ်တယ်ပတ်စံမပေးဘူးဆရာကြီးရဲ့ဝတ်ကြိုးငယ်တွေကိုပြုစုပြီးတော့ဆရာကြီးရဲ့အလုပ်တွေကိုလုပ်ရင်တစ်ဖက်ကသူ့ဝေယဝိဆကိုလုပ်ရင်တစ်ဖက်ကပညာသင်တာဓမ္မန္တေဝတိကလို့ခေါ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ငွေကြေးပေးပြီးတော့ပညာသင်တဲ့ပုဂ္ဂိုလ်ကြတော့ဆရာရဲ့ဝတ္တရားတွေလုပ်เสียမလို့နှစ်မျိုးရှိတယ်အဲ့ဒီခက်ကခဏခက်နဲ့တော့မတူဘူးပေါ့နော်ခဏခက်ကတော့ကြောင်းအပ်ထားတယ်ဆိုကြောင်းကပေးရမှာကြီးပဲကောရှေးခေတ်ကတော့မပေးချင်ရင်ဆရာရဲ့ဝေယဝိဆလုပ်ပြီးတော့ဆရာကကျွေးမွေးပညာသင်ကြားပေးတယ်ကုန်ကြစရိတ်တွေအလုံးဆရာကခံတာအဲ့ဒါလို့မဟုတ်ဘဲနဲ့စာပဲသင်ကျင်တယ်လူအလုံးမလုပ်ဘူးဆိုရင်တော့ပတ်သက်ပေးရတက္ကသိုလ်ကသူစေပညာသင်လိုက်တာသူများဆိုရင်16နှစ်လောက်သင်ရသူကသိကြိုးစားတယ်ကြိုးစားမှာပေါ့သူ့အမေဘယ်သူမှမသိပါမသိတန်ဝေကဖြစ်ဆရာကြီးလေမင်းအမေငါမသိဘူးတဲ့ဒါပေမဲ့မင်းကိုငါမွေးစားတာဆိုတော့မင်းအဖေကတော့ငါပဲပေါ့ဆိုအမေဖေမသိတဲ့လူပဲအမေဖေမရှိဘဲနဲ့လူလောကရောက်လာတယ်လို့ဒီလိုအဓိပ္ပာယ်ရမိဘမဲ့လို့ခေါ်တာအဲ့ဒီဘဝကတိုးတက်လာတာနော်လူတွေမှာအစိုးရနေအကောင်းဖြစ်ဘဝသင်္ကန်းစာယူလို့ရှိရင်မခံကျင်စိတ်ဆိုတဲ့မာနတွေအထွတ်ထိပ်ကိုရောက်စေနိုင်တယ်ပေါ့ကောင်းတဲ့စိတ်ထွတ်ထိပ်ရောက်သွားကြည့်ဒါမျိုးကဘဝသင်္ကန်းစာယူเสียပဲပေါ့သူကကြိုးစားအထုတ်မယ်ငါဘဝဟာငါအမေတောင်မှဘယ်သူမှမသိရဘူးအဖေရင်ကလည်းဘယ်သူမှမသိရဘူးအဲ့တော့ပညာမတတ်လို့မဖြစ်ဘူးငါပညာတတ်အောင်သင်မယ်ဟောမိဘသိတဲ့ပုဂ္ဂိုလ်တွေဟာလည်းကြည်တို့ဟာကံကောင်းတယ်အမေနဲ့နေရတယ်အဖေနဲ့နေရတယ်သို့တော့ပညာမတတ်လို့ရှင်ငါတို့ဟာအမေကိုဝန်တော့ဝန်မို့တက်စေမယ်အဖေကိုဝန်တော့ဝန်မို့တက်စေတို့ပညာတတ်မှဖြစ်မယ်ပညာတတ်အောင်တို့သင်ရမယ်ဆိုတဲ့စိတ်ဓာတ်မွေးပြုဖို့လိုအပ်တယ်ပေါ့အဲ့ဒီစိတ်ဓာတ်မျိုးဘဝသင်္ကန်းစာရှိပါဟောသူများတွေ16နှစ်သင်ရမယ်အတိုင်းအတာတစ်ခုသူ9နှစ်အတွင်းသင်လိုက်တာပြည့်စုံသွားတယ်9နှစ်ကြာသွားတယ်စေပညာခဏခေတ်စေပညာသင်တာတောင်မှပဲနော်9နှစ်တို့6နှစ်တို့ဆရာဝန်သင်တန်းတက်တဲ့ပုဂ္ဂိုလ်အောက်စားခြင်းဆင်းရတာတို့ ਨੇ ခဏခေတ်ပုံစံကတစ်မျိုးပေါ့အေးသူကတော့9နှစ်သင်လိုက်တာသင်လို့ကလည်းမဆုံးနိုင်ဘူးဖြစ်တယ်သူသင်မုံသင်နည်းကလည်းအားရစရာကောင်းတယ်ဘဟုံစကနာတိဒီနေ့သင်ခန်းစာတွေသူအများကြီးသင်တယ်သူတို့ခေတ်ကတော့ Herbal Medicine လို့ခေါ်တယ်သစ်ပင်တွေသစ်ပင်ကရတဲ့သစ်ပင်ရဲ့အသုံးတွေနော်သစ်ပင်မြက်ပင်တွေကရတဲ့အသုံးအနှုန်းတွေပေါ့ဆူလာနဖာဘာကောင်းတယ်ပေါ့ဘိဆကဘာကောင်းတယ်ဆိုအဲ့ဒါတွေအာယုဝေဒစိတ်ပညာနည်းရသင်တာပေါ့နော်စိတ်ပညာချင်းကသူတို့ခေတ်ကသင်တာအာယုဝေဒစိတ်ပညာဒီကနေ့ခေတ်တာအနောက်တိုင်းစိတ်ပညာလို့ခေါ်မတူတတ်ဘူးပေါ့အဲ့တော့သူသင်တဲ့ဟာတွေလဲခွဲစိတ်ပညာတွေထိအောင်သူပါတယ်လို့တော့ပြောရအောင်အကုန်သင်တယ်ခွဲစိတ်ပညာကိုရှေးခေတ်ကလေးကတန်လကတ္တလို့ခေါ်တယ်ခွဲစိတ်ပြီးတော့ကုသအဲ့တော့ဆရာဇီဝကသူသင်လိုက်တာဘဟုံစကနာတိသင်္ကန်းစာတွေတနေ့အများကြီးရအောင်သူချက်မှတ်တယ်လဟုံစကနာတိဖြည်းဖြည်းနေနေနဲ့ဇိမ်နဲ့သင်မနေဘူးအချိန်ရသလောက်စာတွေအများကြီးဖတ်သင်မြန်မြန်လဲသင်တယ်လှင့်လင်းမြန်မြန်လဲသင်သုတ္ထုစဥပဒ္ဒါရိတိပေးထားတဲ့သင်္ကန်းစာတွေလည်းအကုန်စွဲစွဲမြဲမြဲဖြစ်အောင် memorize လုပ်တယ်မှတ်သားတယ်ဂဟိတံစနာပမုဒ္ဒတိတဲ့သင်ကြားပြီးတာတွေကိုလည်းသူဘယ်တော့မှမမေ့ဘူးဒီလိုဆိုတာပေါ့နော်ဒီပင်လေးတစ်ပင်ရဲ့အသုံးအမြစ်ကဘယ်လိုနေရာသုံးရတယ်အပွင့်ကဘယ်လိုနေရာသုံးရတယ်
အခောက်ကဘယ်လိုနေရာသုံးရတယ်ဆိုတာတွေကစအကုန်လုံးသူမှတ်မိအောင်လေ့ကျက်ရတာလွယ်တော့လွယ်တဲ့ကိစ္စမဟုတ်ဘူးနော်အခုခေတ်ကတော့ ready made ဆေးစာလေးဖတ်ပြီးတော့ထိုးလိုက်တာတို့တိုက်လိုက်တာတို့လုပ်တာဆေးဖော်တာမှမဟုတ်တာအခုခေတ်ကဆရာစီဝကတို့ခေတ်ကတော့ကိုယ်တိုင်ဖော်ဆက်ပြီးတော့ကျွေးမွေးရတဲ့ဆေးပညာမျိုးမတူဘူးပေါ့အခုခေတ်ဆရာဝန်တွေဆေးညွှန်းတာကတော့စာရွက်လေးတဲ့ရေးပြီးဆိုင်သွားဝယ်တိုက်ဒါပဲသူခေတ်ကတော့မဟုတ်ဘူးအကုန်လုံးဒီယောဂနဲ့တင့်အောင်ဘာတွေလုပ်ရမယ်ဆိုတာကိုဆေးနဲ့ပတ်သက်ပြီးတော့အကုန်သိရကျွမ်းကျင်ရတယ်အခုဒီလိုတစ်ပင်တွေရဲ့ဆေးဝါးတစ်ပင်တွေပရဆေးပင်တွေရဲ့ခုံတတ္တိကိုသိတယ်ဆိုတာဆေးတုတေသနာအနေနဲ့ကတော့လုပ်နေကြတယ်ပေါ့ခုခေတ်ပညာရကတစ်မျိုးစီဖြစ်သွားတယ်ကုသတဲ့မှာသူမဟုတ်တော့သူတို့ကြဘယ်ပစ္စည်းရဲ့ခုံတတ္တိကဘယ်တစ်ပင်ကဘလို့ခုံတတ္တိရှိတယ်ဘာယောဂါကိုပျောက်စေနိုင်တယ်ဆိုတာကိုကုသရှာဖွေကြသုတေသနာလုပ်တယ်ပေါ့ medical research ဆိုတာကိုလုပ်ပြီးတော့မှတ်တမ်းတင်ကြအဲ့တော့ဆရာစီကကြီးတို့ကဆေးသုတေသနာသဘောမျိုးသူကသင်လာပြီးတော့ကုသရေးပိုင်းမှာသူကသင်ရတာခုနှစ်ကြာသွားတယ်ခုနှစ်ကြာသွားတော့သင်လို့ကမပြီးဘူးသင်လို့ကမပြီးတော့ဆရာကြီးကိုသွားပြီးတော့ပြောတယ်ဆရာတဲ့ကျွန်ုပ်ခုနှစ်ရှိပြီတဲ့သင်တာစေပညာအလွန်ကျယ်ဝန်းတယ်ဘယ်တော့ပြီးမှလဲအပြီးမတတ်နိုင်ဘူးတဲ့ဘာလို့လဲဆိုမှတ်လို့မှကုန်မကုန်နိုင်တာဟုတ်အဲ့လိုပြောတော့ဆရာကြီးကပြောတော့ဆိုအေးအဲ့ဒါဆိုငါတပည့်မင်းရဲ့ပညာရဟာသုံးတက်ပြီးမတက်သေးဘူးစေပညာကိုအောင်သင်ဖို့ဆိုတာတော့တစ်သလုံးသင်ရမယ့်ပညာမျိုးဖြစ်တယ်သို့တော့မင်းလှုပ်ရှားဖို့အတွက်လုံလောက်မှုရှိမရှိငါပြောမယ်မင်းတရင်တစ်ချောင်းယူတယူဇနာအတွင်းဟောဒီတက္ကသိုလ်မြို့ရဲ့တယူဇနာအတွင်းဆိုတာ၈မိုင်အတွင်းပတ်လည်၈မိုင်မှာရှိတဲ့တစ်ပင်တွေကမြက်ပင်မဲ့ဖြစ်ဖြစ်ဘာပင်မဲ့ဖြစ်ဖြစ်အဲ့ဒီပင်တွေရှာဒီပင်ဟာဆေးအတွက်ဘာမှအသုံးမဝင်ဘူးဆိုတဲ့အပင်ကိုရအောင်ရှာခဲ့ဆိုတော့တရင်တစ်ချောင်းကင်ပြီးတော့ရှာလိုက်တာစိတ်ဆက်ကြည့်ပြီးမြေကြီးပေါ်တွေးသမျှအပင်တွေကိုလေ့လာလိုက်တော့သူအကုန်သိတယ်မြက်ပင်ကစပြီးတော့ဒါဘာသုံးရတယ်ဒါဘာသုံးရအကုန်လုံးသိအလကားသာဆေးကုလို့မရတဲ့တစ်ပင်ဆိုတာလောကမှာမြေကြီးပေါ်မှာမပေါက်ဘူးလိုက်ရှာလိုက်တာမတွေ့ဘူးမတွေ့တော့တရွင်းလေးထမ်းပြီးပြန်လာတယ်ဆရာကျွန်တော်ရှာတာတော့ဆေးဘက်မဝင်တဲ့အပင်တပင်မှမတွေ့ဘူးတဲ့သူဆရာကြီးကိုပြန်ပြီးတော့အစီရင်ခံတယ်အဲ့တော့ဆရာကြီးကပြောတော့ဆိုသူသိခိတောဗနေဇီဝကတဲ့အေးငါတပည့်ဇီဝကမင်းဆေးပညာတတ်သွားပြီခုခေတ်လိုစာဝဲဖြည့်ခိုင်းတာမဟုတ်ဘူးနော်မင်းဆေးပညာတတ်သွားပြီသင်ပြီးပြီအလန္တိအတ္တကာစေဝိခာယမင်းဒီလောက်ဆိုလို့ရှိရင်တော့ဆေးကုစားလို့ရပါပြီကွာဆေးကုစားလို့ရပါပညာဆိုတာတော့လိုက်လို့ပဲဆုံးမှာဒီလောက်ဆိုမင်းတော်ပြီမင်းဆေးပညာမြင်မလာပြီအဲ့တော့သူဆေးပညာနဲ့ပတ်သက်ပြီးတော့ဆရာကြီးကအတိမတ်ပြုတ်လိုက်တယ်မင်းသင်ရိုးတော့ကုံသွားပြီရပြီမင်းအတတ်ပညာလုံလောက်ပြီလို့ဆိုတော့ဆရာကြီးကိုနှုတ်ဆက်ပြီးဆရာကြီးကသူ့ကိုအေးမင်းရာဇဂိုပြန်ရမယ်ဆိုစိတ်ခါမပါလို့တော့မဖြစ်ဘူးဝေးတယ်တချို့နေရာရေမရှိဘူးတချို့နေရာစားစရာမရှိဘူးတချို့နေရာလူသူပြတ်တယ်အဲ့ဒီဒါလောက်ဝေးလံတဲ့ခရီးကြီးကိုသွားတာမင်းရိတ်ခါပါဖို့လိုတယ်ဆိုပြီးတော့သို့တော့ပေးလိုက်တဲ့ရိတ်ခါကရာဇဂိုမြို့ရောက်သည့်ထိအောင်မလုံလောက်ဘူးနည်းနည်းပဲပေးလိုက်တယ်နည်းနည်းပေးလိုက်တော့ရိတ်ခါတော့ထမ်းပြီးတော့သူပြန်လာတာသွားရမယ့်ရက်နဲ့ပါလာတဲ့ရိတ်ခါမမျှဘူး
တာဝတိမြို့နာကတာကေတရောက်တဲ့အခါရိတ်ခါကုံသွားတယ်သူဆရာကြီးကတမင်နဲ့ပြေးလိုက်တာဒါဖြစ်လို့တော့ဆိုသူ့ရဲ့စွမ်းရည်တတိတွေဟာလမ်းကြတော့ရိတ်ခါရှာရတော့မယ်လေစိတ်ကုသွားပေါ့စိတ်ကုသွားလို့ရှိရင်သူရမှာပဲအဲ့ဒါတာကေတဆိုတာဝိတခါတို့ရဲ့မြို့ဝိတခါရဲ့အဖေဒနင်စရတို့ကဟိုးဗတ္တိယကနေပြီးတော့မင်းကတထေးကြီးဖခင်မင်းကတထေးကြီးနဲ့ခွဲပြီးတော့ကောသလမင်းကြီးကတောင်းလို့ကောသလမင်းကြီးရဲ့နိုင်ငံဘက်ကိုပြောင်းရွှေ့ပြီးတော့လာပြီးတော့တာကေတဆိုရမြို့တည်ပြီးတော့အဲ့ဒီဝိတခါတို့ကနေတာသူ့အဖေနဲ့ပန်းလာတာအဲ့ဒီမြို့လေရောက်ရောစီဝကရိတ်ခါကုံသွားတယ်ဒါကြယူသွားဖို့ဝေးသေးတယ်တာဝတိတောင်မရောက်သေးဘူးရိတ်ခါကုံနေပြီအဲ့တော့ရိတ်ခါကုံနေတော့ရိတ်ခါမရှိဘဲနဲ့ငါသွားလို့တော့မဖြစ်ဘူးရိတ်ခါရှာအောင်မှပဲဆိုတာကေတမြို့ရောက်တဲ့အခါရိတ်ခါရှာနေမကောင်းတဲ့လူရှိသလားမကြမ်းပါတဲ့ပုဂ္ဂိုလ်ရှိရလားမြို့တိုင်းရွာတိုင်းယောဂရှိတဲ့ပုဂ္ဂိုလ်ရှိနေတာပဲလေတူတွေတဲ့နေမကောင်းတဲ့ပုဂ္ဂိုလ်ကရှိနေအဲ့ဒါလို့စိတ်ကုပေးဖို့သူလိုက်ရှာတဲ့အခါကျတော့တာကေတမြို့ကတထေးကတော်ကြီးဟာခုနှစ်နှစ်ကြာခေါင်းကိုက်ယောဂဆွဲကပ်နေတာကုလို့မရတမားတော်တွေမျိုးကုတယ်မပြောက်ဘူးခေါင်းကိုက်နေတာခုနှစ်နှစ်ရှိပြီတဲ့ခေါင်းကိုက်တဲ့ယောဂလည်းအဟုတ်ဆွဲလို့ရှိရင်မလွယ်ဘူးနော်ကြားဖို့ကြပါလိမ့်မယ်ဒီဆရာကြီးဥခိုအင်္ဂါဆိုတာညမပြေကဗန္ဓုလကုမ္ပဏီတီထောင်မန္တလေးသားကြီးပေါ့အိန္ဒိယလူမျိုးသူကခေါင်းကိုက်ယောဂဆွဲတာစိတ်ကုတာမရဘူးနောက်ဆုံးမှာဆရာကြီးဥပခင်စီရောက်ပြီးတရားအထုတ်တဲ့အခါမှာတရားအထုတ်တာနဲ့သူ့ခေါင်းကိုက်ယောဂပျောက်သွားတာအဲ့ဒါကြောင့်မလို့သူဟာကဘာကျော်တဲ့ကမ္မထမ်းဆရာကြီးဖြစ်ရောက်သွားသူကိုယ်တိုင်တရားဓမ္မကျင့်ကြံကြိုးကိုအထောက်လိုက်တော့ခေါင်းကိုက်ယောဂပျောက်သွားဘာဖြစ်လို့ခေါင်းကိုက်တာတော့ဆိုတာသူ့ခေါင်းကိုက်တာအကြောင်းရင်းကတော့ကုံသေးဆိုတာမျိုးကကိန်းကနန်းနေနဲ့ဇရာရှုပ်တာနဲ့တူတယ်နော်ဇရာရှုပ်တယ်ဒီအဝင်ထွက်ငွေတွေနဲ့စိတ်ရှုပ်စရာတွေရှိမယ်အဲ့ဒါလို့ကိုရောင်းကုန်ဝယ်လုပ်တဲ့ပုဂ္ဂိုလ်တွေဟာစင်စရာနိုင်ရတော့ဒါတွေနဲ့အလုရှုပ်ခေါင်းတွေကိုက်တာစိတ်ရှုပ်လို့ခေါင်းကိုက်တဲ့အကိုက်ဆိုတော့ကမ္မထာထုတ်လိုက်တဲ့အခါကျတော့စိတ်ရှုပ်တာတွေစိတ်ရှင်းသွားတာပေါ့အဲ့တော့ခေါင်းကိုက်ပြောက်တာပေါ့နော်ဒီပြင်ကြောင်းဖြစ်တယ်ဆိုတာတော့ပျောက်ချင်မှပျောက်မှာပေါ့စိတ်ကြောင့်ဖြစ်တဲ့ခေါင်းကိုက်ကိုစိတ်ကိုပြန်ကူးလိုက်တဲ့အခါပျောက်တယ်ဥဒုကြောင့်ဖြစ်တဲ့ခေါင်းကိုက်ယောဂဥဒုကောင်းတဲ့နေရာပြောင်းနေလိုက်ရင်ပျောက်မယ်အစာအာဟာရကြောင့်ခေါင်းကိုက်လို့ရှိရင်အစာအာဟာရပြင်ပေးလိုက်ရင်ပျောက်တော့ကံကြောင့်ခေါင်းကိုက်လို့ရှိရင်လည်းကံပြင်ပေးလို့ရှိရင်ပျောက်သွားနိုင်တော့ကံစိတ်ဥဒုအာဟာရအကြောင်း၄ပါးပဲရှိတာပဲပေါ့အဲ့တော့သူကစိတ်ကိုပြုပြင်ပေးလိုက်တယ်ဆရာကြီးဥပခင်ရဲ့နီးခံယူပြီးတော့တရားအထုတ်တဲ့အခါစိတ်ဓာတ်တည်ငြိမ်မှုတွေရပြီးတော့စိတ်နှလုံးအေးချမ်းပြီးခေါင်းကိုက်ယောဂပျောက်သွားတယ်အခုလေတာဂိတတထေးကတော်ကြီးဟာခေါင်းကိုက်ယောဂစွဲနေတာဆရာကြီးတွေကုလို့မရဘူးတဲ့အဲ့ဒါနဲ့ဇီဝကသမားတော်ပေါက်စခုမှသင်္นานဆင်းလာတာဘယ်သူမှစိတ်မကုဘူးသေးဘူးတထေးတော်ကြီးအိမ်သွားတယ်တထေးတော်ကြီးခေါင်းကယောဂဆွဲနေတယ်ဆိုတာသိတကားဆောက်ဟိုပြောတယ်တထေးတော်ကြီးယောဂကိုကြည့်ပြစေစိတ်ကုပေးပါမယ်လို့ပြောတော့တထေးတော်ကြီးစီတကားဆောက်မှတော့ပြောတယ်အရှင်မကြီးဆေးဆရာတယောက်ရောက်လာတယ်ရှင်မကြီးရဲ့ယောဂဝေဒနာကိုကြည့်ပြီးတော့ကုပေးမယ်လို့ပြောတယ်ဆိုတော့တထေးကတော်ကြီးကလက်ခါပြမလာနဲ့မခေါ်ခဲ့နဲ့ဟောမေးလိုက်သေးတယ်မင်းအဲ့ဒီဆရာပဲရွယ်တော့ဆိုငယ်ငယ်ပဲရှိသေးတယ်မခေါ်ခဲ့နဲ့ငါစီမှာတမားတော်အကြီးကြီးတွေနာမည်ကြီးကြီးတွေလာပြီးပတ်စံမဲ့ယူပြန်သွားတယ်ငါယောဂမပြောက်ဘူးနော်9နှစ်တောင်ရှိပြီ
ဆေးလာကုပြီးတော့ဘယ်သူမှပြောင်းအောင်ကုမသွားနိုင်ဘူးငါပတ်စံကုန်တာပဲရှိတယ်မခေါ်ခဲ့နဲ့အဲ့ဒါကိုဇီဝကစီပြန်တဲ့အခါမှာဇီဝကကဘာပြောတော့ဆိုရှင်မကြီးကိုပြောလိုက်ပါမပြောင်းလို့ရှိရင်ဘာမှပေးเสียမလိုပါဘူးနော်ရှင်မကြီးရဲ့ယောဂါကိုသူကြည့်ပြစေအောင်မပြောင်းရင်လုံးဝမပေးပါနဲ့စေစကားပြောရအဲ့ကြတော့မှလက်ခံဒါဆိုခေါ်လိုက်ဆိုဟိုရောက်တဲ့အခါကျတော့ယောဂါကိုစစ်ဆေးကြည့်ပြီးတော့သူ့လည်းအဲ့ထဲဆေးပါတာမဟုတ်ဘူးဆေးကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကဆေးပါတာမဟုတ်ဘူးသူမှာဘာလို့တော့ဆိုရင်ထောပတ်ကလေးတလက်ဆွန်းလောက်တလက်ဆွန်းဆိုတာလက်ကလေးလက်ဖွားလေးကိုဖြန့်ပြီးတော့လက်ဖွားလေးကိုစုပြီးကုန်းလိုက်တာအဲ့ဒီကုန်းလိုက်တဲ့အတွင်းပမာဏရှိတဲ့အတိုင်းအတာတစ်ခုကိုတလက်ဆွန်းလို့ခေါ်တယ်နော်လက်ခုပ်လေးတစ်ခုစားအဲ့ဒါလောက်လေးရမလားဆိုရပါတယ်ဆိုပြီးဆေးတွေနဲ့ဖော်ဆက်ချက်ပြီးတော့တထေးတော်ကြီးကိုအိတ်ခိုင်းပြီးတော့တစ်ချိန်နဲ့ပဲနှာခေါင်းကနေပြီးတော့အဲ့ဒီဆေးကိုထည့်ဆေးနဲ့ဖော်ဆက်ပြီးတော့ထောပတ်နဲ့ဆေးနဲ့ညှောပြီးချက်ပြီးတော့နှာခေါင်းကနေထည့်လိုက်တာနှာခေါင်းကထည့်လိုက်တဲ့ထောပတ်ဆေးနဲ့ချက်ထားတဲ့ထောပတ်ကပါးစပ်ကနေထွက်လာတယ်ပေါ့နှာခေါင်းနဲ့ပါးစပ်ကလည်းဆက်လာဟုတ်ထွက်လာတဲ့အခါတထေးတော်ကြီးထွေးကနေထွေးပြီးတော့တထေးတော်ကြီးကဘာပြောတော့ဆိုသူ့နားမှာပြုစုတဲ့အခိုင်းအစိမ်ခေါင်းလေးနဲ့ယူဟောဒီထောပတ်ကလေးတွေကိုတို့ထားထောပတ်လေးတွေအလကားမဖြစ်စေနဲ့ခေါင်းလေးနဲ့ယူထားယူပြီးတော့တို့ပြီးသိမ့်ထားလို့ဆိုဆရာဇီဝကစိတ်ပြက်လက်ပြက်ဖြစ်သွားတယ်ဒီတထေးတော်ကြီးကနှမျောလိုက်တာချီစမ်းပါးစပ်ကထွက်လာတဲ့ထောပတ်ကိုခေါင်းနဲ့တို့ပြီးတော့ယူခိုင်းတာတယ်ငါတော့ဆေးဘဝကရတော့မှာမဟုတ်ဘူးလို့စိတ်ထဲမှာအဲ့လိုဖြစ်သွားနှမျောလုံးအကြည့်တယ်ပေါ့ဇက်ကထွက်လာတဲ့ထောပတ်ဘာသုံးကြမှာတော့ပေါ့ဒီတိုင်းတုံပြစ်လိုက်ပြီးရောမဟုတ်ဘူးဘာဖြစ်လို့ယူခိုင်းနေတာလဲလူဆိုတာမျက်နှာရိပ်ကိုကြည့်ပြီးတော့အကဲခတ်ပြီးပြောတတ်တယ်တထေးတော်ကြီးကဆရာမျက်နှာညိုသွားတာကြည့်လိုက်တာနဲ့သူကသိတယ်သိလိုက်တော့တန်းပြောတာပဲတို့အိရှင်မတွေဆိုတာတဲ့အတုံးတဲ့တယ်မတည့်ဘူးလောက်ရမယ့်ကိစ္စတွေတို့မှရှိတယ်အခုထောပတ်ယူတာဟာခြေတော်ကွဲနေတဲ့ပုံကိုယ်တွေအတွက်ထောပတ်လိမ့်လို့ရတယ်နောက်ဆုံးမှမီးထွန်းတဲ့ထဲမှာထည့်လို့ရတယ်အလကားသားမဖြစ်ဘူးပေါ့အေးဗမာတွေအဲ့လိုပစ္စည်းကိုထိမ့်သိမ့်တတ်မယ်ဆိုရင်ဗမာတွေတော့ချမ်းသာမယ်လို့ထင်တာပဲအခုတော့ဗမာလူမျိုးတွေဟာအတုံးနဲ့အဖြုံးကိုသိပြီးတော့မသိကြဘူးလို့ထင်တယ်ဒီနေ့ချက်တာပြုတ်တာစားတာကစပြီးထမင်းညာဟင်းညာတွေကဗမာပြည်မှာအလွန်ပေါ်လွန်ပေါ်တယ်ငယ်ငယ်တုန်းကဘယ်သူကတင်တယ်တော့မသိဘူးထမင်းကများတဲ့ထည့်ထားတဲ့ထမင်းကောအောင်မစားရဘူးတဲ့ကောအောင်စားရင်မွဲတတ်တယ်လို့လည်းပြောခံရတယ်ဘာဖြစ်လို့မွဲတာတော့ဆိုတာစဉ်းစားလို့မရဘူးနော်ထမင်းကိုပြောင်းအောင်မစားရဘူးလို့ငယ်ငယ်တုန်းကလို့ပြောတရုတ်တွေကြတော့အဲ့လိုမဟုတ်ဘူးတစည်းမချံပြောင်းအောင်စားကူရီးယားသွားတဲ့အခါလဲကူရီးယားလူမျိုးတွေကပကံနဲ့ထည့်ထားတာကောင်းစားမယ်အကြံမသွန်ရဘူးလို့ပြောတယ်နောက်တိုင်းကလူတွေလဲကိုစားနိုင်တာထည့်ပြီးကောင်းစားမယ်ကုံမနောက်တစ်ခုထပ်တယ်ဗမာတွေကတော့အလှတန်းဆိုကြည့်လေမကုံငင်ထပ်ထဲဆိုထမင်းမကန်နေရောဟင်းနေရောထမင်းနေရောပြီးပြီဆိုလို့ရှိရင်ဒလပုံကြီးခွေးကြေးလို့တော့မကုန်ဘူးနော်နေရာတိုင်းမှာအဲ့ဒါလိုဖြစ်တယ်ဒါတွေက waste လို့ခေါ်တယ်အလဟတကုံသွားတာဒါကြောင့်မို့ဘုန်းကြီးတို့ကျောင်းမှာじゃဘူဖေးဆိုတယ်ကိုတန်ယုံလေးလောက်ကိုထဲစားအကြံလုံးဝမရှိပါစေပကံထဲမှာစားတာမကြိုက်ဘုန်းကြီးတို့ကူရီးယားသွားတော့ဟိစာဆိုတဲ့ဘုန်းကြီးကျောင်းကြီးမှာချက်ပြုတ်ထားတဲ့ထမင်းနေဟင်းနေဒီတိုင်းပဲအကုန်ထည့်ထားတယ်ဘယ်သူမှထည့်မပေးဘူးကိုယ့်ကိုထည့်စားတဲ့အခါမှာဘုန်းကြီးသွားတော့
အဲ့ဒီကိုရီးယားဘိက္ခုနီတွေကဒီမှာစာလာသင်သွားတာဆိုတော့တပည့်တော်ဘူးတယ်သူတို့ကတပိတ်ကလေးနဲ့တူလေးနဲ့ထည့်ပေးတယ်ထည့်ပေးပြီးတော့ဆရာတော်တဲ့ဒီထဲပါတာအကုန်စားရမှာသုံးမပြည့်ရဘူးတဲ့မကုန်ရင်သူတို့စားပါမယ်တဲ့ဆရာတော်ဒီထဲဟာကိုလုံးဝမသွန်ပါနဲ့သူတို့စီကံချက်ထုတ်ထားအဲ့ဒါလို့ထမင်းချံဟင်းချံသွန်တာဆိုမရှိအောင်သူများနိုင်နော်အဲ့ဒါလို့ထိန်းတာအသုံးဖြစ်အောင်လုပ်တယ်အခုဒီတာဂေတတထေးတော်ကြီးကလည်းဆေးနဲ့ရောထားတဲ့ထောပတ်တွေပါးစပ်ကနေနှာခေါင်းနဲ့ထည့်လိုက်လို့ပါးစပ်ကထွက်လာတဲ့ထောပတ်တွေကိုခေါင်းနဲ့တို့ပြီးယူခိုင်းထားတာသူကအဲ့ဒါကိုသူကရှင်းပြတယ်တို့အိရှင်မတွေဆိုတာတဲ့စီးနဲ့ကန်နဲ့3ရက်စီးနဲ့ကန်နဲ့3ရက်ဘာကလေးကစပြီးတော့အလကားတော့မဖြစ်စေရဘူးသုံးတဲ့ဒါတွေကမိထုံးလို့ရတယ်ခြေထောက်တွေပါတွေကွဲလို့ရှိရင်လိမ့်လို့ရသေးတယ်အပြင်မှလိမ့်တာတွေအကုန်လုံးလို့ရဒါကြောင့်မို့ယူခိုင်းတာပါတဲ့ဆရာအတွက်ပေးမဲ့ငွေကြေးဟာတပြားမှမရောစေရပါဘူးသဘောပေါက်တယ်သူကပြောလိုက်တယ်အဲ့ဒီလိုပြီးတဲ့အခါမှာတစ်ချိန်မဲနှံ့လိုက်တာသူပျောက်သွားပျောက်သွားတော့ကျေးဇူးတင်တယ်လေ9နှစ်တိတိခံစားနေရတဲ့ယောဂဝေဒနာကြီးဟာပျောက်သွားတာကိုပျောက်သွားတော့ကျေးဇူးတင်တာပေါ့ကျေးဇူးတင်တော့ဆေးဘိုးဝါကအနေနဲ့ဗာပေးတော့ဆိုတတိယတော်ကြီးက4000ခုခေတ်4000မဟုတ်ဘူးနော်ခုခေတ်က4000ဆိုသုံးမရဘူးရောမငွေရတတိယကြီးကလည်းပဲ4000ပေးတယ်တတိယသားကလည်း4000ပေးတယ်တတိယချွေးမကလည်း4000ပေးတယ်ဆုချကြဆေးဘိုးဝါကအနေနဲ့ပေးကြတာရံပူဇော်ကပေးတာ4000အလုံး16000ငွေကြေးအနေနဲ့သူ့ကိုပေးလိုက်ကြတယ်တော့အခိုင်းစီအမျိုးသားတစ်ယောက်အမျိုးသမီးတစ်ယောက်စီးเสียမြင်းလဲတစ်စီးတို့ပေးလိုက်ကြဒါပထမဆုံးဆေးကုလို့ရတဲ့ပစ္စည်းပဲသူကပထမဆုံးဆေးကုလို့ရတဲ့ပစ္စည်းအဲ့ဒါလိုရသွားအဲ့ဒါနဲ့သူရိတ်ခါလည်းရပြီအဖော်တွေလည်းရပြီမြင်းလဲလေးနဲ့ပြန်သွားကိုကြေးပိုက်ပြီးပြန်သွားဒါစကြိုမြို့ရောက်တဲ့အခါကျတော့သူ့ကိုမွေးစားတဲ့အဘယမင်းသားကိုဒါသူဆေးကုလို့ပထမဆုံးရတဲ့ဆေးကုတဲ့ဆေးကုကပါဆိုပြီးတော့အကုန်ရတာတွေကိုအဘယမင်းသားကိုအကုန်ပေးတာပြီးတော့အဘယမင်းသားကလက်မခံဘူးဒီဇီဝကမင်းရတာမင်းပါမင်းယူပါငါအိမ်ဝင်းထဲမှာမင်းနေစရာအိမ်ဆောက်ပြီးတော့အဲ့ဒီငွေကြေးနဲ့မင်းအိမ်ဆောက်ပြီးတော့မင်းအိမ်နဲ့မင်းနေပေါ့မင်းသားကအဲ့လိုဟောသူကဟန်ကြသွားနော်အိမ်လည်းရသွားပြီခိုင်းเสียအမျိုးသားတစ်ယောက်ရတယ်အမျိုးသမီးတစ်ယောက်ရတယ်စီးเสียမြင်းလည်းတစ်စီးရတယ်ငွေကြေးက16000ရဒါပထမဆုံးဆေးဘဝကရတယ်အဲ့ဒီလိုနဲ့ပထမဆုံးဆေးကုသတဲ့အချိန်မှာအခုလိုငွေကြေးဌနာတွေသူရအဲ့ဒီလိုနေရနေမင်းသားအိမ်မှာနေတော့နောက်တစ်ခါဆေးကုဖို့ကြုံလာဗေမိတာရမင်းကြီးမှာပကန္တလလို့ခေါ်တယ်ပကန္တောရောခွေးခရင်ကြီးနာလို့လည်းခေါ်တယ်ပေါ့ဗမာတွေမှာနော်ခရင်ကြီးနာဆိုတာကြောက်ရလိမ့်မယ်ပြောတော့ခရင်ကြီးနာကြောက်အဲ့ဒီခရင်ကြီးနာဖြစ်တဲ့အခါကျတော့ခရင်ကြီးဝတ်တဲ့ပစိုးတွေမှာသူ့အဝတ်တွေမှာသွေးတွေပါလေပေးတာပေါ့ပေးတော့ဘုရင်နဲ့ယဉ်နေတဲ့မိဖုရားမောင်မမိတ်တန်တွေကပြောင်ကြတယ်ဘုရင်ကြီးကိုတို့ပြောတယ်ယဉ်နေတော့လဲပြောင်တာပေါ့အမျိုးသမီးလို့ဥဒုလာတယ်ဆိုတဲ့ပြောမျိုးတွေနဲ့ပြောင်တဲ့အခါကျဘုရင်ကြီးကအဲ့ဒီယောဂဖြစ်တယ်အဘယမင်းသားလာပြီးခါစားတဲ့အခါမှာပြောတယ်အေးငါယောဂဖြစ်နေတယ်ပကန္တောနာယောဂဖြစ်တယ်အဲ့ဒီယောဂဖြစ်နေတော့
ငါယောဂပြောက်အောင်ကုနိုင်မဲ့လူမင်းရှာသန်းငါယောဂကုမဲ့ဆရာဝန်ဘုရင်ဆိုတော့နန်းတော်မှာသမားတော်တွေလည်းရှိမှာပေါ့ဘုရင်ရဲ့သမားတော်ကြီးတွေရှိအဲ့တော့အဘယမင်းသားပြောတယ်အရှင်မင်းကြီးတဲ့ကျွန်ုပ်အိမ်ကဇီဝကငယ်ပေမဲ့လို့အစွမ်းထက်တယ်ခုမှပညာသင်ပြီးရောက်လာသူ့ကိုကုခိုင်းတာပေါ့လို့ဆိုဇီဝကကိုဘုရင်နန်းတော်လွှတ်လိုက်တယ်သွားမင်းတရားကြီးကိုသွားပြီးတော့မင်းဆေးကုပေးလိုက်စမ်းဆေးကုပေးလိုက်တဲ့အခါဆေးအိတ်ကြီးလွယ်မသွားဘူးသူကဘုရင်ကြီးပကံတို့နာယောဂဖြစ်တယ်ဆိုတာသူတော့ဆေးမုံလေးကိုလက်သေးထဲမှာထည့်သွားနော်လက်ကလေးနဲ့တင်တို့ယူသွားတယ်လို့ဒီလိုနေမှာပေါ့လက်သေးထဲမှာဆေးမုံကလေးယူသွားဒါပဲဆေးအိတ်ပါမသွားဘူးသူကိုရောက်တဲ့အခါကျတော့အဲ့ဒီဆေးလေးနန္ဒာတို့ဘာလို့နဲ့ဖြော်ပြီးတော့ဘုရင်ကြီးကိုလိမ့်ပေးတာတခါလိမ့်တာနဲ့ပျောက်သွားသူဆေးရဘလောက်ဆွမ်းထက်တယ်ဆိုနော်ဗမာဆေးစွမ်းကောင်းနေရလဲဒီလိုအာယုဗေဒနည်းနဲ့ဆေးစွမ်းကောင်းနေရလဲမတမ်းမရှိတယ်ဘုန်းကြီးတို့ငယ်ငယ်တုန်းကဒုတိယကမ္ဘာစစ်ဖြစ်ပြီးခါစားဆိုတော့ဒီဘုံစံနေအမြောက်စံနေတို့မိလောင်ဘုံမပေါက်ကွဲသေးတဲ့အရာတွေတို့ချီဆံဘူးကွန်တွေတို့ဒါမျိုးတွေကရွာတိုင်းမြို့တိုင်းလောက်ရှိကြတာနားမလဲတဲ့အခါကလေးတွေကဘာလို့တော့အဲ့ဒါတွေထူကြခွဲကြနဲ့ဘုံကွဲပြီးသေတဲ့တတ်တော့ပုံကိုယ်တွေလည်းအများကြီးပဲနော်ဘုန်းကြီးတို့အရာကရေလွှမ်းမိုးတဲ့အရာဆိုတော့ဝါရင်းဆိုရင်မိုးရင်းဆိုလို့ရှိရင်ရေတိုးလာတယ်အိမ်အောက်ရေတွေရောက်ဘွားတွေကမျောလာအဲ့ဒီမှာနဲမှုတ်တဲ့အခါမှာအပေါက်ကလေးတွေဖောက်ထားတယ်နဲတိုင်းခေါ်မှာပေါ့အဲ့ဒါလေးရေထဲမျောလာပြီးရေကျသွားတဲ့အခါအိမ်မှာတင်းနေတာအဲ့ဒါလေးကိုအကိုလုံးတဲ့ပုဂ္ဂိုလ်ကတွေ့ပြီးတော့နှဲမှုတ်ရအောင်လို့ဆိုပြီးတော့မှုတ်เสียလုပ်ဖို့အတွက်ဖခင်လုံးတဲ့ပုဂ္ဂိုလ်ဆက်ချုပ်တော့ဆက်အံထဲမှာသူထည့်ထားတဲ့အဲ့ဒီကြည်စံဘူးကွန်လေးကိုအဲ့ဒီမှာလူကြီးတွေမရှိတော့ဖြတ်တာပေါ့ဖြတ်တော့ထားပြီးတော့ပေါက်ကွဲတာနော်ဒိုင်းဆိုတဲ့အတန်ကြီးက9ရက်လောက်ထိအောင်နားတယ်မထွက်တော့အဲ့ဒီကြီးဘက်ကလေးတွေကနေပြီးတော့အိုဒီဒီတကူလုံးကိုဆင်လိုက်တာဘုန်းကြီးနဲ့နှမလေးကဘေးကထိုင်ကြည့်တာသူကခွဲတာသူခြေထောက်တော့ပြည့်သွားတာအဲ့ဒီကြီးဘက်ကလေးတွေဟာအဲ့ဒီခေတ်ကဆရာဝန်ဆေးရုံတို့ဘာလို့ဆိုတာလဲလူကသိပ်ပြီးတော့သွားလိမ့်မရှိဘူးတောဆိုအဲ့ဒီမှာဆရာတဦးကတော်တော်အဲ့ကျွန်နဲ့ကိုင်းနေရပဲဆရာမိုးဆိုတဲ့ဆရာနာမည်တော့မှတ်မိလိုက်တယ်သူစည်းတွေကအမတန်စွမ်းတတ်တာပဲခွဲစိတ်တာမဟုတ်ဘူးကြီးစကလေးတွေအထဲထဲမှာမြုပ်နေတာကိုသူကဆေးလေးဖြူလိုက်တယ်ပေါက်လေးနည်းနည်းကျဲလာနောက်ရကြတော့ခေါင်းလေးကိုလိပ်ပြီးအဲ့တဲ့ထဲတာခြေဘက်ကလေးကပါလာပြီးတော့သူဆေးမုံကလေးဖြူလိုက်တဲ့အခါမကြဘူးအတနုတက်သွားခွဲစိတ်တာမလုပ်ဘူးဓာတ်နဲ့ခွဲရတာမဟုတ်ဘူးအဲ့ဒါလိုနီးနေတယ်မဲ့သူကုသွားတာကြီးဘက်ကလေးတွေခန္ဓာကိုယ်တစ်ခုလုံးပွားနေတာလေအကုန်လုံးအဲ့ဒီနီးနဲ့ထုတ်တာဟောတော်တော်အစွမ်းထက်တာပါလားလို့ခုချိန်ဆိုရင်တော့ကောင်းကောင်းမှတ်မိမှာပေါ့ငယ်ငယ်တော့ကတော့ဒီလောက်ပဲမှတ်မိတာပေါ့ဘာဆေးသုံးနေတော့မသိဘူးပျောက်သွားတာတော့အဲ့ဒါနဲ့ပဲပျောက်တာအဲ့ဒါလိုပဲအခုဆရာစီဘကလည်းလက်သေးကွန်ထဲမှာဆေးမုံလေးသေးသေးလေးယူသွားပြီးတော့ဘုရင်ကြီးကိုလိမ့်ပေးတာတခါလိမ့်တာနဲ့ပျောက်သွားတယ်ပျောက်တဲ့အခါဘုရင်ကြီးကဆေးဘဝကပေးတဲ့အနေနဲ့သူ့ရဲ့ရန်ရွေတော်အမျိုးသမီး900အမျိုးသမီးတွေဆင်ရမယ့်တစားတွေအကုန်ဆင်ပြီးတော့အဲ့ဒီတစားတွေအဝတ်အစားတွေအကုန်လုံးကိုစုပုံလိုက်ချွတ်ပြီးတော့အကုန်စုပုံတာပုံပြီးတော့အမျိုးသမီးတွေဝတ်တယ်ဆိုတော့လေဆွဲလဲပါမှာပေါ့နှောင်းလဲပါမှာပေါ့လက်စွပ်လဲပါမှာပေါ့နော်အများကြီးပေါ့အဝတ်စားတွေလည်းပါမှာအဲ့ဒါတွေကိုပုံပြီးတော့ဇီဝကကိုဒါဟောတာမင်းဆေးဘဝကပဲဆိုပြီးတော့ပေးတာပြီးတဲ့အခါကျတော့ဆရာဇီဝကကျွန်တော်မျိုးမယူပါရစေနဲ့ပေါ့ဘုရင်ကြီးမယူပါရစေနဲ့
ကျွန်တော်မျိုးရဲ့ကျေးဇူးကိုသာအမှတ်ရတော်မူပါလို့ဘုရင်ကြီးကိုပြောတယ်အဲ့တော့ဘုရင်ကြီးကသူ့ကိုဒီလိုဆိုလို့ရှိရင်တမားတော်ရာလူခံအဲ့ကြတာမှာနော်ရာလူခုနတုန်းကဆေးဘဝကယူရင်သူတမားတော်ရာလူမရဘူးအဲ့ဒါကိုမယူသည့်အတွက်ကြောင့်ဘုရင်ကြီးကသူ့ကိုတမားတော်ရာလူခတ်လိုက်တယ်ငါကိုလည်းပဲပြုစုပါငါရဲ့နန်းတွင်သူနန်းတွင်သားမိဖုရားမောင်မစိတ်တန်တွေကိုလည်းပြုစုပါဖရာအမှုရှိတဲ့တန်ဃာတွေကိုလည်းပဲပြုစုပါလို့ဟောတမားတော်တာဝန်ပေးလိုက်တာအဲ့ငယ်ငယ်လေးနဲ့သူတမားတော်ဖြစ်သွားကြည့်လေသူဆေးပညာသွားတဲ့နှောက16နှစ်16နှစ်တည်း9နှစ်ထဲလိုက်တော့ဘယ်လောက်မှရှိသေးဘူးလေအသက်ကနော်အသက်20ကျော်လေးပဲတမားတော်ရာထူးရသွားတယ်လို့ဒီလိုပြောဘုရင်ကြီးကိုဆေးကုရမယ်ရဟန်းတန်ဃာတွေကိုဆေးကုရမယ်မိဖုရားမောင်မမိတ်တန်တွေအတွက်ဆေးကုရမယ်ဆိုရင်ဒီရာထူးကိုသူရသွားတယ်ဒုတိယအချိန်ဆေးကုတာနဲ့ပဲဒါရသွားတယ်ဟောတတိယအချိန်ရောက်တဲ့အခါကျတော့ဘာဖြစ်တော့ရာဇဂိုမြို့ကတထေးကြီးဟာခေါင်းကိုက်ယောဂဆွဲနေတာခေါင်းကိုက်ယောဂ9နှစ်ကြာနေပြီခုနတာဂေတတထေးကြော်ကြီးလိုပဲသို့တော့ခေါင်းကိုက်ပုံကိုက်နေခြင်းတူပုံမပေါ်နာမည်ကျော်သမားတော်ကြီးတွေပမောက္ခကြီးတွေအကုန်လုံးပင့်ပြီးတော့ကုတာဘယ်သူမှမကုနိုင်ဘူးအလုံးသမားတွေကလက်လွတ်သွားပြီမရတော့ဘူးတချို့သမားတော်တွေကဘယ်လောက်ပြောတော့ဆိုတထေးကြီးက9ရက်ပဲခံမယ်တချို့ကတော့9ရက်ပဲခံမယ်လို့ဒီလိုပြောသွားကြအဲ့ဒီလိုပြောသွားပြီးဆေးဆရာတွေလက်လွတ်ထားတော့အဲ့တော့ရာဇဂိုဏီကုံတထေးကတို့ရာဇဂိုတထေးကြီးမကြမ်းမှဖြစ်နေတာဆေးဆရာတွေကလည်းလက်လွတ်ကုန်ပြီသမားတော်တွေဝါရက်သမားတော်ကြီးတွေကလက်လွတ်သွားတယ်ဒါပေမဲ့လို့မကြခင်ကမှဆေးပညာသင်ပြီးတော့ပြန်လာတဲ့အဘယမင်းသားမွေးစားတဲ့ဇီဝကငယ်လဲငယ်တယ်တော်လဲတော်တယ်အဲ့တော့သူနဲ့ကုချီကြရအောင်ဆိုပြီးတော့ဘုရင်မင်းတရားကြီးစီလျှောက်တာပေါ့ဘုရင်မင်းတရားကြီးဒီတထေးကြီးဟာဘုရင်မင်းကြီးအတွက်လည်းအများကြီးထောက်ကူဖြစ်ပါတယ်ဏီကုန်းရွာတွေအတွက်လည်းထောက်ကူဖြစ်ပါတယ်တိုင်းပြည်အတွက်လည်းအကျိုးပြုပါတယ်သူ့အသက်ကဲတင်မှုတမားတော်ဇီဝကကိုစေကုသခွင့်ပေးပါလို့ဆိုတော့ဘုရင်ကြီးကဇီဝကကိုလွတ်တယ်အေးရာဇဂိုတထေးယောဂမင်းတော့ကုပါတော့ကုပါဆိုပြီးအဲ့ဒီမှာကြည့်တယ်သူကသွားပြီးတော့ကြည့်လိုက်တဲ့အခါဘာယောဂဆိုတော့သူသိသွားသိတဲ့အခါကျတော့အဲ့ဒီတထေးကြီးကိုသူတောင်းဆိုတယ်တထေးကြီးတဲ့လက်ရဘက်ကို9ရက်စောင်းပြီးတော့အိတ်နိုင်မလားလက်ဝဲဘက်ကို9ရက်စောင်းပြီးတော့အိတ်နိုင်မ9လစောင်းပြီးတော့အိတ်နိုင်မလားနော်တစ်ဖက်ကို9လအိတ်ရလက်ရဘက်ကိုစောင်းပြီးတော့9လအိတ်ရမယ်အိတ်နိုင်ပါတယ်ဒါဖြင့်နောက်9လလက်ဝဲဘက်ကိုစောင်းပြီးတော့9လအိတ်နိုင်ပါမလားအိတ်နိုင်ပါတယ်အဲ့ဒါပြီးရင်ပက်လက်9လအိတ်ရမယ်အိတ်နိုင်ပါမလားအိတ်နိုင်တယ်အဲ့ဒါဆိုရင်ကောင်းပြီကျွန်တော်ဆေးကုမယ်တထေးကြီးဂရိတီရမယ်နော်9လအိတ်ရမထမပြောင်းရဘူး9လအိတ်ရပြောတယ်သူပြောပြီးတော့ကောင်းပြီယောဂပြောင်းလို့ရှိရင်တထေးကြီးကဘာပေးမလို့ဆိုဟိုကလည်းသေလူပဲလေသူ့ကိုသမားတော်တွေအားလုံးကလက်လွတ်ထားတာဆိုတော့ဘာပြောတော့ဆိုစေဘဝကနဲ့မပူပါနဲ့တဲ့ရှိတဲ့စီးစိမ်တွေအကုန်ပေးမယ်တဲ့လူကိုယ်တိုင်လည်းကြုံခံမယ်အဲ့လောက်ထိအောင်ပြောတာနော်လူတွေကအသက်ဖြစ်လာတဲ့ပစ္စည်းလည်းတန်ဖိုးမထားနိုင်တော့ဘူးလူကိုယ်တိုင်လည်းမင်းရဲ့အစိကလုံးပဲပြောက်အောင်သာကုပြီးပစ္စည်းတွေလည်းအကုန်ပေးမယ်ကောင်းပြီဆိုပြီးတော့စီဝကဘာလုပ်တော့ဆိုကရင်ပေါ်မှာလက်ရဆောင်းပြီးတော့အိတ်ခိုင်း
မလောက်အောင်ကြိုးတွေနဲ့တုတ်ထားပြီးတော့မလောက်တော့ဆိုခေါင်းကိုခွဲစိတ်ကုသတာပဲသူနော်စဉ်းစားကြည့်မယ်ဆိုအဲ့ဒီခက်ကထုံသေးတွေပါလေပြန်ရှိသလားနော်မနာမကျင်အောင်လုပ်တာတော့ရှိကောင်းရှိလိမ့်မယ်ထင်ပါတယ်ဆေးလေးတုတ်လိုက်တာနဲ့မနာအောင်လုပ်တဲ့ဟာမျိုးရှိကောင်းရှိလိမ့်မယ်ခေါင်းကဥစ္စာတွေဥက္ခွန်မှာဥစ္စာတွေရှိတယ်အဲ့ဒီဥက္ခွန်တွေကိုဖွင့်လိုက်တဲ့အခါဘာတွေ့တော့ဆိုခေါင်းထဲမှာအုံနောက်မှာစားမဲ့ပိုးကောင်နှစ်ကောင်သွားတွေ့တယ်တစ်ကောင်ကအကြီးတစ်ကောင်ကအသေးအကြီးကောင်ကစားလိုက်ရင်9ရက်နဲ့ကုန်ပါအငယ်ကောင်အကြီးကောင်ကစားလိုက်ရင်9ရက်နဲ့ကုန်သွားမှာအငယ်ကောင်ကစားရင်9ရက်နဲ့ကုန်ဒါကြောင့်မို့လို့တမားတော်ကြီးတွေကပြောတာဒီပိုးအကြီးကိုမြင်ပြီးတော့တထေးကြီးရဲ့အသက်ဟာ9ရက်ပဲရှိတယ်အသေးကိုမြင်ပြီးတော့9ရက်အသက်ရှိမယ်လို့ပြောကြတာတမားတော်ကြီးတွေမြင်ပါပေတယ်လို့ဇီဝကကအဲ့ဒီပိုးကောင်တွေကိုထုတ်ပြီးပြပြီးတဲ့အခါဆေးတွေပါတွေလိမ့်ပြီးတော့ပြန်ပြီးတော့အုံနောက်ကိုပြန်ဖုံးပြီးတော့သူဆေးတွေလိမ့်တာဆေးလိမ့်တာလည်းပဲမြန်မြန်ကျက်ပြီးတော့မြန်မြန်သူပဂတိအတိုင်းဖြစ်အဲ့တော့လဲရဘက်ကိုအိတ်ခိုင်းတာတစ်ပတ်လောက်ကြာတဲ့အခါကျတော့ကြောတွေပူပြီးတော့မအိတ်နိုင်တော့ဘူးဖြစ်လာအဲ့ဒီမှာနိုးလာတာလည်းဖြစ်မှာတစ်ပတ်လောက်နေတော့မအိတ်နိုင်ဘူးဆိုရှင်တတိရင်တော့9လအိတ်မဲ့ဆိုခုဘာဖြစ်လို့တစ်ပတ်ပဲရှိသေးတယ်ဆိုဟုတ်တယ်တဲ့ဆရာသေးရတော့မယ်ကျုပ်မအိတ်နိုင်တော့ဘူးဆိုတော့ဒါဖြင့်ဟိုဘက်ပြောင်းအိတ်ဆိုပြောင်းအိတ်အဲ့ဒီဘက်မှာတစ်ပတ်ပြည့်တော့လေသူမအိတ်နိုင်တော့ဘူးဆိုညီးလာဒါဖြင့်ပက်လက်လန်ပြီးတော့အိတ်ပါ9ရက်21ရက်အိတ်လဲအိတ်ပြီးတော့ယောဂပျောက်ပါပြီ21ရက်နဲ့အဲ့ဒီလိုယောဂပျောက်သွားတဲ့အခါကျတော့ကဲတထေးကြီး21ရက်ပြည့်တော့ပျောက်ပါပြီယောဂမအိတ်နိုင်ရင်လည်းထတော့ကျွန်ုပ်က9လလို့ပြောတာအရင်တော့အိတ်နိုင်တယ်လို့ပြောတယ်အခုကျွန်ုပ်မပြောရင်ဒီလောက်တောင်အိတ်မှမဟုတ်ဘူးဒါကြောင့်မို့ခါလောက်တင်မှရင်လောက်ကြဆိုတာမျိုးနော်9လအိတ်ခိုင်းတာတော့9ရက်နဲ့သူက9ရက်တည်းပို့မအိတ်နိုင်သူရဲ့စိတ်ဆိုတာစိတ်ကိုအတင်းထားနိုင်အောင်9လဆိုတဲ့တောင်းဆိုချက်နဲ့ထားတာတကယ်ကတော့9ရက်နဲ့သူယောဂပျောက်သွား21ရက်နဲ့အလုံးယောဂပျောက်သွားမယ်ဆိုတာသိတယ်ပေါ့21ရက်ကြာတဲ့အခါခေါင်းကအနာတွေကျက်သွားပြီးတော့ယောဂဝေဒနာလည်းပျောက်ကင်းသွားတယ်တဲ့ကဲပျောက်ကင်းသွားတဲ့အခါယောဂလည်းပျောက်ရောတထေးကြီးကဝမ်းသာတယ်သူပြောထားတဲ့ဂရိအတိုင်းမဖြစ်ပါဘူးတဲ့ရှိတဲ့ပစ္စည်းတွေအကုန်ပေးပါမယ်လူကိုယ်တိုင်လည်းကျွန်ခံပါမယ်ဆိုတထေးကြီးအဲ့ဒါလောက်မလိုပါဘူးတဲ့ဘုရင်မင်းတရားကြီးအတွက်ငွေ3သိန်းပေးပါကျွန်တော်အတွက်ငွေ3သိန်းအလုံး2သိန်းပဲပေးဟောနော်တတိယအချိန်ဆေးကူးလိုက်လို့ရတာငွေ2သိန်း3သိန်းကဘုရင်ကြီးကိုကြော့တယ်3သိန်းကသူ့အတွက်အဲ့ဒါလို့ဆရာဇီဝကကြီးဟာအဲ့ဒါလို့ဆေးကုသွားတာနော်သူ့ဘဝစတုထအကျင့်ကြတော့ဘာဖြစ်လဲဆိုဗာရဏသီကတထေးသားဘာချွမ်းကစားတဲ့အခါစောက်ထိုးမိုးမြော်လုံရင်ကနေပြီးတော့ဥခွေပြီးဥထုံးသွားတယ်တဲ့ဥထုံးသွားအဲ့ဒီဥထုံးသွားတဲ့ယောဂဖြစ်တော့စားရအစာတွေမကြေတော့ဒုက္ခတွေရောက်အဲ့ဒီနာအဲ့လိုဖြစ်တာဥထုံးတဲ့ယောဂအဲ့ဒါနဲ့ဘုရင်ကြီးစီဆရာစီကလမ်းအကြောင်းကြတော့ဘုရင်ကြီးကလွတ်တယ်သွားကူပေးလိုက်ပါဆိုသွားကူတယ်သွားကူတဲ့အခါမှာလည်းပဲအဲ့ဒါခွဲစိတ်ရတာပဲသူလိုက်ခွဲစိတ်ကုသဘိုက်ကိုခွဲပြီးတော့ထုံးနေတဲ့ဥကိုပြန်ဖြည့်ပြီးတဲ့အခါမှာပြန်ပြီးအနေတခြားဖြစ်အောင်လုပ်ဆေးတုပ်ဆေးလိမ့်အဲ့ဒါနဲ့ပဲကျက်သွားအနာကျက်သွားတော့အဲ့ဒီဆေးကုကအနေနဲ့ရတာဘယ်လောက်တော့ဆိုငွေ16000ရအဲ့ဒီခေတ်ကဒင်းကား16000ရနောက်ပင်စမအချိန်5ချိန်မြောက်ဆေးကုတာကြတော့
ခြားမင်းဒေတာထဲမှာသွားကူဥစ္စေနီပြည်ဆိုတာရှိတယ်အခုဘုံဘေနာမှာဥစ္စေနီဆိုတာရှိတယ်အဲ့ဒီဥစ္စေနီအဝန္တိတိုင်းဥစ္စေနီမြို့အုပ်စိုးတဲ့မင်းကပိစ္ဆောတမင်းလို့ခေါ်တယ်စိတ်ချမ်းကိုယ်ချမ်းရှိလို့စန္ဒပိစ္ဆောတမင်းကျမ်းတမ်းနဲ့ရက်ဆက်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့စန္ဒပိစ္ဆောတရက်ဆက်ကြံ့ရုပ်တယ်အရင်တော့ကမြန်မာတွေခေါ်တဲ့သီရိဓမ္မသောကမင်းကြီးကလည်းအရင်တော့ကစန္ဒာသောကလို့ခေါ်တယ်ရက်ဆက်တယ်ညီကိုတွေတရားတပ်ပြလိုက်တာလေသူပဲအာနာရဖို့အတွက်သူနဲ့ဖေးသူအမေကွဲမင်းသားတွေကိုတပ်ပြတာအမှန်တန်ချမ်းနဲ့တူဒါမို့စန္ဒာသောကလို့ခေါ်တာနောက်ပိုင်းကျတော့မှဗုဒ္ဓဘာသာဖြစ်လာတဲ့အခါမှာသူယဉ်ကျေးသိမ်မွေ့သွားတော့မှဓမ္မသောကဆိုတရားနဲ့အုပ်ချုပ်တယ်ကာလင်္ဂစစ်ပွဲကြီးကိုဆင်နွှဲတဲ့အခါမှာလူ2သိန်းလောက်ထိသေသွားတယ်သွေးချောင်းစီးအဲ့နာမှာဂေါဓာဝရီဆိုတဲ့မြစ်ထဲမှာသွေးချောင်းစီးသွားအိန္ဒိယနိုင်ငံသွားလို့အဲ့ဒီဩရိတပြည်နယ်မှာဒဝလာဆိုတဲ့တောင်ရှိတယ်အဲ့ဒီတောင်မှာဂျပန်နိုင်ငံကလာပြီးတော့ငြိမ်းချမ်းရေးစေတီတည်ထားတာရှိတယ်ဂျပန်ဖျားတဲ့အဲ့ဒီဖျားသွားတဲ့လမ်းဘေးမှာအာသောကမင်းကြီးရဲ့ကြောက်စာတွေရှိတယ်ကာလင်္ဂစစ်ပွဲမှာလူ2သိန်းလောက်ထိအောင်တပ်ပစ်လိုက်တယ်သွေးချောင်းစီးသွားတယ်အဲ့ဒီကြတော့မှသူတန်ဝေကရသွားတယ်နောက်တော့စစ်တိုက်ပြီးတော့မလုပ်တော့ပါဘူးတရားသဖြင့်အောင်တာဓမ္မဝိဇ္ဇာတရားနဲ့အောင်တာပဲလုပ်ပါတော့မယ်သွေးချောင်းစီးတိုက်ပွဲတွေကိုနောက်ထပ်သူစစ်ပွဲတွေကိုမတိုက်တော့ပါဘူးလို့ဆိုအဲ့ဒီမှာသူတန်ဝေကရသွားတယ်အဲ့ဒီစာရန်တွေထိုးထားတာရှိတယ်အာသောကမင်းကြီးရဲ့ကြောက်စာတွေရှိတယ်အဲ့မှာရေးထားတယ်အဲ့ဒီစစ်ပွဲကအလွန်ကြီးကျယ်တယ်တေးကြီးဒါဓာတ်နဲ့လှန်နဲ့တင်တိုက်တဲ့စစ်ပွဲနော်ခုခေတ်လို့တနတ်နဲ့ဒုံးပြန်နဲ့ဒုံးချီနဲ့တိုက်တဲ့ဟာမျိုးမဟုတ်ဘူးခုခေတ်ဆိုပိုးသေးနိုင်တယ်ပေါ့အဲ့ဒါဒီမဲ့ကိုလူ2သိန်းလောက်စစ်ပွဲမှာ3သိန်းကျော်သေးနောက်3သိန်းကျော်ဖမ်းခံရတယ်ထမတယ်ကာလင်္ဂစစ်ပွဲဟာအကြီးကျယ်သွေးချောင်းစီးသွားတဲ့တိုက်ပွဲကြီးတစ်ခုဖြစ်အဲ့ဒီနောက်ကြတော့မှအတောကမင်းကြီးကဓမ္မသောကဖြစ်လာပြီရှေရင်မောင်း7400ရေကမောင်း7400ဇေဒီပေါင်း7400တည်ထောင်ပြီးတော့ဘုရားဘာသာဖြစ်လာမှနုညံ့သိမ်မွေ့ပြီးတော့တရားသဖြင့်အုပ်စိုးတာမျိုးဖြစ်လာတယ်အရင်တော့ကတော့လက်နဲ့အာဏာနဲ့အုပ်ချုပ်ခဲ့တဲ့ဘုရင်ကြီးပေါ့အဲ့ဒီမှာစန္ဒပိစ္ဆောတဆိုတာလေအဲ့လိုကျမ်းတမ်းနဲ့မင်းယောဂဖြစ်တဲ့ကဗေဝိသရမင်းကြီးစီသုံးလွားပို့တယ်သူယောဂဘာလို့ဆိုပန္တုရောဂတဲ့ခုခေတ်လို့ပြောမယ်ဆိုလို့ရှိရင်အတဝါယောဂမျိုးလို့ခေါ်တယ် jaundice လို့ခေါ်တယ်အသေးရောင်အတဝါယောဂမျိုးအဲ့မျိုးဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ရှေးကတော့ပန္တုကအာဘာရတဲ့ဖြော့တော့တဲ့ယောဂလို့ဒီလိုပြောတယ်ရှုပ်ဖြူရောဖြစ်ပြီးတော့သွေးအားနည်းလာတယ်ပေါ့မျက်လုံးတွေဝါလာတယ်အဲ့ဒီယောဂမျိုးဖြစ်လာတဲ့အခါကျတော့ဗေမိသာရမင်းကြီးစီသုံးလွာပို့ပြီးနာမည်ကြီးတဲ့ဇီဝကလွတ်ပြီးတော့သူ့ယောဂကုပေးပါဆိုတော့ဗေမိသာရမင်းကြီးကလွတ်လိုက်တယ်သွားကုပေးလိုက်ပါသွားတယ်သွားကုတဲ့အခါကျတော့ယောဂကိုကြည့်လိုက်တယ်ဘာနဲ့ဆေးဖော်ရမလဲဆိုရင်ထောပတ်ဆေးဖော်အဲ့ဒီဘုရင်ကြီးလျှောက်တဲ့အရှင်မင်းကြီးထောပတ်နဲ့ဖော်တဲ့ဆေးထောပတ်ပေးပါထောပတ်နဲ့ဆေးဖော်ရမယ်ဆိုဘုရင်ကြီးကထောပတ်ကိုသိပ်ယွန်းတာအနမခံနိုင်ဘူးထောပတ်ကြောက်တယ်လောကလူတွေကလည်းကြောက်တာအမျိုးမျိုးနော်စကိုင်းတောင်ရိုးမှာဆရာတော်ကြီးတစ်ပါးရှိတယ်ဘာကြောက်လဲပဲမြစ်ကြောက်တယ်ပဲမြင့်မြင်လို့ကတော့ဖြားတယ်တဲ့အဲ့ဆရာတော်ကြီးအနံ့ရလည်းဖြားတယ်အလားချစ်လို့ခေါ်မှာပေါ့နော်တခါတော့ကစကိုင်းတောင်ရိုး
စွန်းသားတစ်ခုကချောင်းတစ်ချောင်းကစွန်းသားပင့်တယ်ပဲမြစ်တွေထောင်းပြီးတော့စီတွေဣနေအောင်ဆမ်းပြီးတော့လိမ္မာကြီးနဲ့ထည့်ထားတန်ဃာတွေကပ်အဲဆရာတော်ကြီးကစွန်းသားမလို့ဝင်လာသူဝင်လာတဲ့လမ်းမှာပဲမြစ်လိမ္မာကြီးလည်းမြင်ရောရုပ်ခနဲ့ဆိုပြန်ထွက်သွားကြောက်ပြန်သွားဆရာတော်ကြီးဘာလို့စွန်းမစားဘဲနဲ့ပြန်သွားလဲပြန်ပဲမြင့်မြင်တာနဲ့စက်သိမ်းထားပြီးပြန်သွားတာစွန်းတော်မစားနိုင်ကြောက်တာလည်းအမျိုးစုံရှိတယ်နော်ကြားဘူးလားဧရာဝတီတိုင်းမှာကညင်ချောင်းဆိုတဲ့ရွာမှာဆရာတော်ကြီးတစ်ပါးရှိတယ်အဲ့ဒီဆရာတော်ကြီးကတော့ဘာကြောက်တုံဆိုမိချစ်ကြောက်တယ်သူ့ကျောင်းပေါ်မှာမိချစ်ဘူးတဖူးမှမယူအောင်မိချစ်ဆိုတာမတင်ရဘူးမိချစ်ဆံအားစားမကြည့်ရဘူးကြောက်ဟိုတုန်းကမိချစ်ဆံနဲ့မီးလောင်ခဲ့သလားမသိဘူးနော်ကြောက်ဖို့ကြောက်နေတယ်မတူဘူးအဲတချို့ကြတော့လက်ဖက်ကြောက်တဲ့လူလည်းရှိတယ်လက်ဖက်အနတ်မခံနိုင်ဘူးခန္ဓာနဲ့ဖြားတာဗမာတွေကတော့လက်ဖက်တော်တော်စားတာအဲသူကြတော့လက်ဖက်မခံနိုင်တဲ့လူရှိတယ်ကြောက်တဲ့လူကအကြောင်းတစ်ခုတော့ရှိပါဘူးစိတ်ကကြောက်နေတာအဲ့ဒါအခုသန္နပိသောတမင်းကဘာကြောက်တာတော့ဆိုထောပတ်ကြောက်ထောပတ်ဆိုရင်လုံးဝမခံနိုင်ဘူးစိတ်တူဝင်ထောပတ်အနံ့ရရင်တော့အဲ့ဒါနဲ့ထောပတ်နဲ့ဆိုမဖော်နဲ့ဒီစေမတော်ဘူးထောပတ်နဲ့ဆိုရင်ဆိုသမားတော်စီဝကလည်းစဉ်းစားတယ်ဒီဘုရင်ကြီးရဲ့ယောဂထောပတ်မပါလို့တော့မပြောက်ဘူးဘယ်လိုလုပ်ရပါမလဲကဲထောပတ်ကိုခုခေတ်လိုပေါ့လေအနံ့ပြောက်သွားအောင်တခြားအနံ့ရောက်လာအောင်သူကချက်မယ်ဆေးနဲ့ထောပတ်ဆိုတာအနံ့ပြောက်အောင်ချက်လို့ဒီပြင်ဆေးတွေနဲ့ချက်လိုက်တဲ့အခါအနံ့ပြောက်တယ်သို့တော်လဲထောပတ်နံ့ကဖြောက်လို့မရဘူးအစာကြည်တဲ့အခါမှာလေခြင်းတက်လာလို့ရှိရင်တော့အနံ့အသေးချာရမှာပဲအနံ့ရလို့ရှိရင်တော့ဒီပင်ကြီးကစိတ်ဆိုးတော့မှာစိတ်ဆိုးရင်တော့သူတတ်ချင်တတ်မှာလေအဲ့တော့သူကကြိုတင်ပြင်ဆင်ထားတယ်ဘုရင်မင်းကြီးရှင်မင်းကြီးတဲ့ကျွန်တော်မျိုးတို့သမားတော်တွေဆိုတာနှက်ခတ်ကြည့်ပြီးတော့ဆေးယူရတာတွေဘာတွေရှိပါတယ်အရေးကြီးတဲ့ကိစ္စတွေနဲ့ထွက်ရတာနေ့နေ့ညညရှိပါတယ်အဲ့ဒါကြောင့်မလို့ရှင်မင်းကြီးရဲ့စီးတော်ဘထဝတိကာဆိုတဲ့ဆင်မကြီးကတနေ့ယူဇနာ90သွားနိုင်တယ်အဲ့ဒီဆင်မကြီးကိုအသုံးပြုခွင့်ပေးပါတကားကိုလည်းပဲအချိန်မရွေးကျွန်ုပ်ကသွားခြင်းလဲဆိုရင်အဝင်ခွင့်ထွက်ခွင့်ပေးပါချိန်မရွေးပေးပါဆိုပြီးအာနာဘယင်ကြီးစီတောင်းထားတာသူအကြံနဲ့သူအဲဒီထောပတ်နဲ့ချက်တဲ့ဆေးကိုသူဘယင်ကြီးကိုတိုက်အဲ့ဒီဘယင်ကြီးကထောပတ်ဘာလို့ကြောက်တာတော့လို့ဆိုတော့သူ့မိခင်ကတန်တေခတာဟာဒီကိမိခောက်ကိုအကြောင်းပြုပြီးတန်တေခပါကိမိခောက်ကနေဖြတ်သွားတာကိုကြည့်ပြီးတန်ပရိတီသွားတာဆိုတော့ကိမိခောက်ဆိုတဲ့အကောင်ကကိမိခောက်ထိုးလို့ရှိရင်ထောပတ်လိမ့်ရတယ်လေကိမိခောက်အစိတ်ကထောပတ်ကိုကြောက်ထောပတ်ကပြောက်တယ်ဒါကြောင့်မလို့ထောပတ်ကြောက်တာလို့ပါတယ်ပြောမယ်ဆိုရင်သူကကိမိခောက်ရဲ့သားပေါ့ကိမိခောက်နဲ့ပတ်သက်ပြီးတော့ဖြစ်လာအဲ့ဒါကြောင့်မလို့ထောပတ်ကြောက်နေတာတဲ့ဟုတ်တယ်ငယ်တော့ဒီအကြောင်းမသိဘူးဟုတ်လားကိမိကောင်းထိုးလို့ရှိရင်ထောပတ်ကလေးလိမ့်လိုက်ထောပတ်လေးတုပ်လိုက်နေတော့ပြောတယ်ကြောက်တယ်ပေါ့ထောပတ်တုပ်ထားလို့ရှင်ပြောက်တယ်အဲ့တော့သန္နပိသောတမင်းကထောပတ်ကြောက်တာကိမိကောင်းနဲ့ပတ်သက်နေတယ်တော့သူထောပတ်မပါဘဲနဲ့သူဆေးဖော်မရတော့ထောပတ်နဲ့ဖော်ရုပ်တရက်အနတ်မထွက်အောင်ထိမ့်ပြီးတော့အဲ့ဒီဆေးကိုတိုက်လည်းပြီးရောဗဒဝတိဆင်ကြီးကိုစီးပြီးတော့လစ်တော့တာမလစ်လို့ဒုက္ခရောက်တော့မှာသူဘုရင်ဆိုတာမင်းတို့မျက်ဆောင်အကြောင်းမရွေးလေတတ်ချင်တတ်မှသူကပြောလို့မရအဲ့ဒါနဲ့လစ်တော့တာပဲသူဘုရင်ကြီးကလည်းဆေးလဲတောက်ပြီးရောစာကြေလောက်တဲ့အရွယ်ရောက်တော့ဟေးဆိုလေခြင်းလဲတက်လိုက်ရောထောပတ်နဲ့နေထောင်းကနေဝင်ပါအဲ့ဒီကြတော့ဟာဒီကောင်သမားယုတ်ငါ့ကိုထောပတ်မလုပ်ပါနဲ့ဆိုတော့ထောပတ်တွေတိုက်သွားပြီ
ဘယ်သွားတော့လိုက်ဖန်ဆိုနော်ထွက်သွားပြီတဲ့လိုက်ထွက်သွားပြီဆိုတော့အဲ့ဒီမှာဘုရင်ကြီးရဲ့အခိုင်းစီကာကဆိုတဲ့ကျွန်းကြီးတယောက်ရှိအရက်ကြီးလည်းထောင်ထောင်မောင်းမောင်းထွားကြိုက်နေတဲ့ကောင်ကြီးလမ်းလျှောက်တာလည်းအလွန်မြန်တယ်အခုကပလီကြီးတွေတွေ့မှာပေါ့နီဂရိုကြီးတွေနော်လမ်းလျှောက်တာအလွန်မြန်တယ်သူကတနေ့ကိုယူဇနာ60ထိအောင်သွားနိုင်တယ်တယူဇနာ10မိုင်တုံးနဲ့တွက်ချီပေါ့သူခရီးသွားတာဘယ်လောက်မြန်လဲဆိုတာသူ့ကိုလိုက်ခိုင်းတာလိုက်ပြီးခေါ်စမ်းဒီသမားမိုက်ဆိုပြီးတော့လိုက်ခေါ်ခိုင်းတာဟိုကဆင်စည်းပြီးတော့လစ်သွားမှားလိုက်သေးတယ်မင်းဆေးဆရာတွေကြွေးတာမစားနဲ့တဲ့မယုံရဘူးတဲ့ဒီကောင်လေးမာယာများတယ်တဲ့တခုမစားနဲ့မင်းဒုက္ခရောက်မယ်တဲ့မှားလိုက်တာဘုရင်ကြီးကသိလို့ကိုရောက်တဲ့အခါကျတော့သူကလိုက်ရတာဟိုမော်ရကြီးဟိုကဆင်စည်းပြီးထွက်သွားတာလမ်းမှာသမင်းစားတော့မိတယ်မိတော့ဆရာကြီးကဆရာကိုခေါ်ခိုင်းတယ်ဆရာပြန်လိုက်ခဲ့ပါလို့ဆိုနေပါဦးသမင်းစားပါဦးမယ်မင်းလည်းစားပါလားဆိုတော့မစားရဘူးတဲ့ဘုရင်ကြီးကသူ့မှားလိုက်တယ်ဘာမှမစားနဲ့ပြောအဲ့တော့သမင်းလည်းစားပြီးရောဇီဝတိလေးစားတယ်သူကဘုရင်ဆရာကြီးကဇီဝတိစားတဲ့ထဲမှာလက်သေးထဲမှာသူကဆေးကလေးကလက်သေးထဲမှာထည့်တယ်ဆေးတမုံ2မုံလောက်ဟာလေးကလက်သေးထဲမှာပါဇီဝတိတချမ်းကြိုက်ပြီးတော့အဲ့ဒီဆေးကလေးကအဲ့ဒီဇီဝတိကိုတုပ်လိုက်တယ်သူကမင်းဒီအမောပြေဒီဇီဝတိလေးစားပြီးရေတောက်ပါလားကွာရောငါစားတာသူဆိုတော့ဟိုကစားလဲစားနေတာဟုတ်ဘုရင်ကြီးကမှားလိုက်ပြီမဲ့လို့စားလဲစားဇီဝတိလေးတော့စားအောင်ပါပဲသူလည်းစားတာဘာမှဖြစ်တော့ပါဘူးပေါ့ကိုကလက်သေးတွေကဆေးလေးထည့်လိုက်နော်ခုခေတ်လည်းဆေးတို့တာတွေပဲရှိတယ်တော့သတိထားရတယ်လက်သေးတွေကဆေးလေးနဲ့ထည့်ပြီးတော့ဇီဝတိချမ်းလေးသူစားတဲ့တဝက်ကလေးကိုပေးတာဟိုကောင်ဇီဝတိလည်းစားပြီးတော့ဗိုက်တွေနားလာတော့ဝန်းနေလျှော့ကောင်ဝန်းလျှော့တာမှအကျိန်များတော့မထနိုင်ဘူးမထနိုင်တော့ဆရာဘယ်လိုလုပ်လဲကျွန်တော်ဗိုက်တွေလည်းနာတယ်ဝန်းနေလည်းလျှော့ကျွန်တော်အသေးတော့မလားအသက်ရှိပါအောင်မလားဆိုမင်းမပူပါနဲ့တဲ့မင်းပျောက်သွားမှာပါတဲ့ခဏဟောဆင်ကြီးစီးပြီးတော့ပြန်တော့ငါတော့မလိုက်တော့ဘူးဆိုပြီးဆင်ကြီးပေါ်တင်ပေးလိုက်ပြီးတော့သူပြန်လွှတ်လိုက်တယ်နော်လိုက်သွားရင်လည်းဒုက္ခရောက်မှာလေဟိုကထောပတ်အနံ့ရကြတဲ့ကသူတတ်ချင်နေတယ်အရင်ကခါခါတီးတီးညင်းထားတာကိုသူလောက်ခဲ့တာအဲ့ဒါနဲ့ဆရာစီဝကအဲ့လိုပြန်သွားတာပေဝိဒရမင်းကြီးစီရောက်တဲ့အခါကျတော့အကျိုးအကြောင်းလျှောက်တော့အေးမင်းပြန်လာတာကောင်းတယ်သန္တာပိစ္ဆောဒမင်းကစိတ်ချမ်းကိုချမ်းမင်းဖမ်းပြီးတော့တတ်ရှင်တတ်မှာလေပြောလို့မရဘူးဘာမှလည်းဆေးဘဝကမရဘူးဒီတိုင်းလစ်သွားတာသူအသက်တောင်လူပြေးရတယ်ဆေးဆရာဆိုတာဒီလိုမျိုးလဲကြုံတတ်သေးတယ်နော်အဲ့လိုဆရာစီဝကကြီးဟာသူ့ရဲ့ဘဝမှာအခုလို့ဖြတ်တန်းလာခဲ့တာပေါ့နော်ဘိဝိဒရမင်းကြီးစီရောက်ပြီးအကျိုးကြောင့်လျှောက်မကြခင်မဲသန္တာပိစ္ဆောဒမင်းကတမန်လွတ်လိုက်တယ်သူ့ယောဂပျောက်သွားပြီတဲ့အဲ့ကြတော့မှကျေးဇူးတင်ခုနကတော့စိတ်ဆိုးနေတုံးဆိုရင်လူကတတ်ချင်တာမှပြောလို့မရကျေးဇူးတင်လို့လာပါတဲ့ဆုပေးခြင်းလို့လိုက်ခဲ့ပါလို့ခေါ်ရှားဒီဘကကြီးကိုလာခေါ်တယ်နော်လိုက်ခေါ်တော့ဇီဝကကလာခေါ်တယ်လူကိုပြောတယ်အလံအယောကိုလူတွေမလိုက်ပြရစေနဲ့ဟာစိတ်မချမလိုက်ပြရစေနဲ့အဓိကာရမေဒေဝတရတုကျွန်ုပ်လုပ်ခဲ့တဲ့ကျွန်ုပ်ပေါ်ကျေးဇူးတရားကိုသာလည်းအမှတ်ရပါဆုယူဖို့မလိုက်ပြရစေနဲ့လို့ညင်းလိုက်တယ်အဲ့လိုညင်းလိုက်ပြီးတဲ့နောက်မှာတမန်ကပြန်သွားပြီသန္တာပိစ္ဆောဒမင်းကြီးဟာအဝတ္တမတန်ဖိုးရှိတယ်ဘုဆုံများဆိုတာဒီထဲမှာဖိုးတန်ဆုံးကိုခေတ်မှာအကောင်းဆုံးလို့ဆိုတဲ့တိဝေယကဝတ်ဆုံကြီးတစ်ခုသူရတယ်အဝတ္တတန်ဖိုးကြီးတဲ့ဝတ်ဆုံကြီးတစ်ခုဘုရင်ကလက်ဆောင်ရလိုက်တယ်အဲ့တော့ရတော့သူ
သူ့ကိုဆေးကုပေးတဲ့သမားတော်ဇီဝကကြီးကိုဆုချတဲ့အနေနဲ့သူပေးခြင်းနဲ့အကောင်းဆုံးဒါကြောင့်မို့လို့တမန်နဲ့လွတ်လိုက်တယ်တိဝေယကဆိုတဲ့ဝတ်စုံကြီးဟာအင်တမတမှုရှိတယ်မင်းဆိုးရာဇာတွေသာထိုက်တန်တဲ့ဝတ်စုံကြီးဆရာဇီဝကကြီးကိုကျေးဇူးတင်လို့ဆိုပြီးတော့လက်ဆောင်အနေနဲ့ပေးလိုက်တာနော်သူ့စီကိုပို့လိုက်တာသူရလာလက်ဆောင်လဲရရောဆရာဇီဝကကြီးကဝတ်စုံကြီးကိုကြည့်ပြီးတော့ဘယ်လိုစဉ်းစားတော့ဆိုနာယိတံအညောကောစီပစ္စာရဟတိအညတရတေနပခဝတာရိညာဝပါဂရေနဗိမိတာရိနသူကောင်းထဲမှာဒီဝတ်စုံကြီးကတော့မြတ်စွာဘုရားနဲ့ဗိမိတာရမင်းကြီးကလွဲပြီးဘယ်သူနဲ့မှမတန်ပါဘူးဒီပုဂ္ဂိုလ်နှစ်ဦးသာလဲဟောသူစဉ်းစားတာဒါတော့လောကမှာသူအကြည်ညိုဆုံးပုဂ္ဂိုလ်ကဘုရားပဲအဲ့ဒီချိန်မှာသူသောတာပန်တော့မဖြစ်သေးဘူးသို့တော်လဲဘုရားတရားကိုကြည်ညိုထနေပြီပေါ့သူကြည်ညိုဆုံးပုဂ္ဂိုလ်ကမြတ်စွာဘုရားကျေးဇူးတင်တာကတော့သူ့ရဲ့မွေးစားဖခင်အဘယရဲ့အဖေဖြစ်တဲ့ဗိမိတာရမင်းကြီးကိုပို့ကျေးဇူးတင်ဒီပုဂ္ဂိုလ်နှစ်ဦးကလွဲလို့တရားဘယ်သူနဲ့မှမထိုက်တန်ဘူးဆိုပြီးဒီထဲမှာလည်းသူ့စိတ်ထဲမှာရွေးချယ်ထားတယ်ဘုရားကိုနံပါတ်1ဦးစားပေးမြတ်စွာဘုရားကိုဒီဝတ်စုံကြီးလှူခြင်းနဲ့သူခေါင်းထဲမှာအဲ့ဒါလို့ထားပြီးတော့အဲ့ဒီအတွင်းမှာရှင်အာနန္ဒာစီကနေပြီးတော့သူစီသတင်းရောက်လာဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားကအာနန္ဒာကိုခေါ်ပြီးတော့ပြောတယ်အာနန္ဒာတဲ့နတ်ခန္ဓာကိုယ်မှာလေတိချေတလိပ်ဆိုတဲ့အရာတွေများနေတယ်ဆိုလိုတာကမြတ်စွာဘုရားဝန်းချုပ်ပုံရဝန်းချုပ်တယ်ပေါ့ဝန်းနေချုပ်နေတယ်အဲ့ဒါကြောင့်မလို့ဝန်းတို့စီတောက်ဖို့လိုလိမ့်မယ်လို့မြတ်စွာဘုရားကဒီလိုအမိန့်ရှိတဲ့အခါရှင်အနန္ဒာကဆရာဇီဝကကြီးစီကြောင်းကြတယ်ဘာလို့တော့ဆိုအကြောင်းကိစ္စရှိရင်မြတ်စွာဘုရားဆေးဖုံးမေးဖို့လိုအပ်လို့ရှိရင်ယောဂရှိလို့ရှိရင်အကြောင်းကြားပါလို့လျှောက်ထားတာဘုရားကိုလည်းပြုစုဖို့တာဝန်ယူထားတာတန်ဃာတွေကိုကုသဖို့လည်းတာဝန်ယူထားတာဖြစ်တယ်ဗိမိတာရမင်းကြီးကခန့်ထားတာကိုကသူ့ကိုစိတ်ကူဖို့ရယ်သူ့နန်းတွင်းသူနန်းတွင်းသားတွေစိတ်ကူဖို့ရယ်ဘုရားမှုရှိတဲ့တန်ဃာတွေစိတ်ကူဖို့ရယ်ဆရာဇီဝကကိုယာတုပေးထားတာအဲ့တော့မြတ်စွာဘုရားကအာနန္ဒာကိုပြောတော့ရှင်အာနန္ဒာကသူ့စီလှမ်းအကြောင်းကြားတယ်မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်မှာဒီလိုဖြစ်နေတယ်ဘုန်းတို့စေတောက်ဖို့လိုလိမ့်မယ်ရှင်းကတော့ဝန်းတို့စေကိုခိရဝိရိစနာလို့ခေါ်တယ်ဝိရိစနာဆိုတာဝန်းတို့စေခိရဝိရိစနာဆိုတာနွားတို့နဲ့ဆေးနဲ့ဖော်ဆက်ထားတဲ့ဝန်းတို့စေပေါ့အဲ့ဒါတောက်လိုက်ရင်ဝန်းသွားအဲ့ဒီမှာရှင်နန္ဒာကအကြောင်းကြားလိုက်တဲ့အခါကျတော့ဆရာဇီဝကကြီးကလျှောက်တယ်ကျွတ်တင်ပြီးတော့ဝန်းတို့စေတောက်ဖို့ဝန်းနေစမြင်းဒေါသတွေအမှန်တမ်းများနေတယ်ဆိုလို့ရှိရင်မြတ်စွာဘုရားအဲ့ဒီစမြင်းတွေပျော်ဖို့အတွက်ရှောရှောရှုရှုဖြစ်ဖို့အတွက်နှွေးထားပေးပါစီတောက်ပေးထားပါလို့ဒီလိုဆိုတယ်နော်စီနဲ့အရင်တောက်တယ်သူတို့ကုထုံးကဂဏိကုထုံးနဲ့တော့မတူဘူးစီတောက်ပြီးပြီဆိုတဲ့အခါကျတော့မှသူဘာလုပ်တုံဆိုဆေးဖော်ဆက်ရှင်နန္ဒာအလောင်းကြားတယ်ခန္ဓာကိုယ်မှာမြတ်စွာဘုရားအတိုင်းအတာတစ်ခုအရာဘောနဲ့မှာစီထည့်ပေးပြီစီတောက်ပေးပြီဆိုတော့မြတ်စွာဘုရားတဲ့ဘုရားဟာ
အင်တာမဒီကိုယ်ကာယကအလွန်နုညံ့သိမ်မွေးတာဖြစ်သောကြောင့်မုန်းလို့စီအကျဉ်းတွေကိုတိုက်လို့မဖြစ်ဘူးဆိုပြီးသူဘာလုပ်တော့ဆိုဂျာဘတ်ကြီးတွေပေါ်မှာဆေးတုပ်တယ်ဆေးနဲ့ဂျာဘတ်ဂျာသုံးလက်ကိုဆေးနဲ့တုပ်ထားပြီးတဲ့အခါမြတ်စွာဘုရားစိတ်လာတယ်ရှင်ဘုရားတဲ့ဟောဒီပထမဂျာဘက်ကိုဂျာလက်ကိုနမ်းရှုပါတဲ့ပါဇာကတောက်เสียမလို့ဂျာဘက်ကိုရှုလိုက်ပါရှုလိုက်လို့ရှိရင်10ချိန်ဝန်းသွားပါလိမ့်မယ်နောက်ဒုတိယဂျာဘက်ကိုရှုလို့ရှိရင်လေ10ချိန်ဝန်းသွားပါလိမ့်မယ်တတိယဂျာဘက်ကိုရှုလိုက်လို့ရှိရင်လေ10ချိန်ဝန်းသွားပါလိမ့်မယ်အဲ့တော့အချိန်30ဝန်းသွားလိုက်မယ်ဆိုရင်မြတ်စွာဘုရားခန္ဓာကိုယ်ဟာကောင်းသွားမှာပါတန့်သွားမှာပါလို့အဲ့ဒါလို့လျှောက်ပြီးတော့ဂျာ3လက်ကိုကတ်သွားတာဆေးနေလမ်းရောက်တဲ့အခါကျတော့သူစဉ်းစားတာပြန်ပြီးတော့နော်တခုမှားသွားတယ်တခုလိုသွားတယ်ပေါ့ဟုတ်ပြီဂျာ3လက်ရှုတဲ့အခါမှာအချိန်33အချိန်10ချိန်10ချိန်သွားပြီမယ်လို့နောက်ဆုံးဂျာလက်ကတော့9ချိန်ပဲသွားမယ်တစ်ချိန်လိုနေတယ်10ချိန်အချိန်30သွားမှမြတ်စွာဘုရားခန္ဓာကိုယ်ဟာတန့်သွားဖြစ်တယ်အဲ့တော့တစ်ချိန်လိုနေတာရေနွေးနဲ့ရေချိုးဖို့လိုလိမ့်မယ်ဟောရေနွေးနဲ့ရေချိုးလိုက်လို့ရှိရင်အချိန်30စီသွားမယ်လမ်းမှာသူစဉ်းစားတာမြတ်စွာဘုရားကသူ့စိတ်အကြံသိတော့ရှင်အနန္ဒာကိုရေနွေးကိုတက်ခိုင်းထားတယ်အစင်းနဲ့ပထမလက်ကိုနမ်းရှုတဲ့အခါမှာရှုလိုက်တဲ့အခါအချိန်10ချိန်ဝန်းသွားတယ်ဒုတိယကြာလက်10ချိန်တတိယကြာလက်9ချိန်အဲ့ဒါလို့ရှုပြီးတဲ့အခါသူကမြတ်စွာဘုရားစီရောက်လာပြီးတော့တပည့်တော်တခုလိုသွားတယ်တဲ့အဲ့ဒါမြတ်စွာဘုရားရေချိုးပါတဲ့ရေနွေးလေးနဲ့ရေချိုးလိုက်ပါရေချိုးလိုက်တဲ့အခါနောက်တစ်ချိန်သွားတော့ဟောအချိန်30ပြည့်သွားအဲ့ဒါလို့အချိန်30ပြည့်သွားပြီမြတ်စွာဘုရားဝန်တန်ရှင်းသွားပြီဆိုတဲ့အခါကျတော့ပဲနဲ့လှုပ်ထားတဲ့စွပ်ပြုတ်ရည်လေးပဲဖုံးပေးပါတဲ့ဆုံးမဖုံးပေးပါနဲ့သူကုထုံးကနော်ဝန်ချုပ်တာအဲ့ဒါလို့ကုသွားတယ်ဒါစာပေထဲမှာမှတ်တမ်းတင်ထားတာပေါ့နော်အဲ့ဒါလို့မြတ်စွာဘုရားကိုစိတ်ကပ်လိုက်တော့မြတ်စွာဘုရားကျမ်းမာသွားတယ်မကြခင်ပဲကျမ်းမာသွားတဲ့အခါမှာဘုရားရဲ့ကျမ်းမာရေးကိုလာမေးရင်ကျောင်းတော်ရောက်လာပြီးတော့သန္နပိသောဒမင်းကြီးကပို့လိုက်တဲ့တိဝေယကလို့ခေါ်တဲ့တိဝိတိုင်းပြည့်ဝတ်စုံကြီးယူလာပြီးမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားကျမ်းမာသွားတာကိုတွေ့ရပြီးတော့ရှင်ဘုရားတဲ့တပည့်တော်ရှင်ဘုရားစီတခုတောင်းစုဆိုပါရစေတဲ့စုတောင်းပါရစေစုဆိုတာဟိုခွင့်ပြုချက်ကိုစုလို့သုံးလိုက်တာပေါ့အဲ့ချက်ရှင်ဘုရားစီကစုတောင်းပါရစေစုလက်တစ်ခုတောင်းပါရစေဆိုတော့ရှင်းတော့ဘယင်းနေဆိုရင်စုတော်လက်တော်ဆိုတာရှိတာနော်ဝရဆိုတဲ့စကားလုံးကစုတော်လက်တော်ရွာစုတို့နေပဲစုလို့ဆိုတာလေအဲ့ဒါတွေတောင်းတာစုချတယ်ဆိုတဲ့ဟာမျိုးပေါ့အဲ့ဒါလို့စုတောင်းမရစေဆိုတော့မြတ်စွာဘုရားကဘာမင်းရှိတော့ဆိုအတိတ်ကန္တဝရာခောဇီဝကတထာဂတာမြတ်စွာဘုရားဆိုတာအခုလို့စုချတာတွေမလုပ်တော့ဘူးတဲ့ငါတို့ကစုချတာတွေမလုပ်တော့ဘူးအဲ့ဒီအုပ်ချုပ်တဲ့မင်းတွေကသာစုချတာဆိုတာလုပ်တယ်ဘုရားတို့ကစုချတဲ့အလုပ်မလုပ်ဘူးလို့ဆိုတော့ရှင်ဘုရားတဲ့တပည့်တော်တောင်းတဲ့စုဟာတဲ့အရှင်ဘုရားတို့နဲ့လည်းအဆက်ပါတယ်အပြစ်လည်းကင်းပါတယ်ဆိုတော့မြတ်စွာဘုရားဒါဖြင့်ပြောပါလေဆိုဘာပြောတော့ဘာစုတောင်းတော့ဆိုတပည့်တော်တောင်းကျင်တာတခြားမဟုတ်ဘူးဗျာတဲ့ခဏိထိအောင်မြတ်စွာဘုရားကိုယ်တိုင်လည်းပန်းတကူသင်္ကန်းပဲဝတ်တယ်တပည့်တန်ဃာတွေလည်းပန်းတကူသင်္ကန်းကိုပဲဝတ်တယ်
ပန္တကူသင်္ကန်းဆိုတာဟာနှမျိုးရှိတယ်လို့အကြမ်းမြင်အဖြစ်ပြောလို့ရတစ်မျိုးကဘာလို့ဆိုအိန္ဒိယနိုင်ငံထုံးစံလူသေးတဲ့အခါအလောင်းကိုရစ်ပတ်ပြီးတော့ပြစ်လို့ရှိတယ်ပိတ်အုပ်တအုပ်စာလောက်အခုခဏခေတ်လည်းတူတူပဲပိတ်အုပ်ကြီးတအုပ်လုံးနဲ့ရစ်လိုက်တာလူခေါင်းရောခြေရောအကုန်လုံးအထုပ်ကြီးလို့ဖြစ်သွားနော်အိန္ဒိယမှာနေတော့တွေ့ခဲ့တယ်အဲ့ဒါတခါတလေကျတော့ဗာရာဏသီမြို့ထဲမှာလေပတ်စံမတတ်နိုင်တဲ့လူတွေတို့ကိုယ်တိုင်လိုက်မပို့နိုင်တဲ့လူကအလောင်းကိုအဲ့ဒီလိုပိတ်ကြီးတွေနဲ့ရစ်ပတ်ပြီးတော့စိုက်ကားပေါ်မှာကန့်လန့်တင်လွှတ်လိုက်တာသွားပြီးတော့မြစ်စိတ်မှာသွားပြီးမိသကြိုခိုင်းလိုက်တာနော်လူမပါဘူးသူကစိုက်ကားသမားကိုလွှတ်လိုက်တာကန့်လန့်ကြီးတင်တခါတော့ကလမ်းဖြတ်ကိုရင်ဟာဒီကန့်လန့်ကြီးကဘာကြီးပါလေလို့ကိုယ်တိုက်မှာကြောက်လို့မနေတည့်ရနောက်ကြတော့မှတိတာဒါလူသေးအလောင်းကြီးပဲနော်စိုက်ကားပေါ်မှာကန့်လန့်ကြီးတင်ထားတာအဲ့တော့အဝတ်နဲ့ပတ်ကလားတိကတ်နဲ့ချဆိုတာလည်းဟုတ်တယ်ဘလို့ချမ်းသာတဲ့လူပဲဖြစ်ဖြစ်ဝါပင်ကခုခုတ်ဝါစိမ့်တွေကိုကတ်လို့ပြီးတော့လူ၄ယောက်ထမ်းပြီးတော့ချတာပဲ၄ယောက်ထမ်းချတာအဲ့ဒီလိုလူတွေကောင်ကိုရစ်ပတ်ပြီးတော့ထားတဲ့အဝတ်မျိုးကိုယဟန်တော်တွေကကောက်ယူကြတယ်သုတ်တန်ကမှသွားပြီးတော့ကောက်ကြတယ်ခွာယူကြခွာယူတဲ့အခါမှာပြဿနာတစ်ခါကြုံမှုတယ်ဒါကြောင့်မို့လို့ချပြီးကစားဆိုရင်ဘယ်သူမကောက်ရဘူးတဲ့မြတ်စွာဘုရားအလောင်းကောင်ဒီခွေးတွေဘာတွေကဆွဲပြီးတော့အလောင်းကောင်ပြက်ခွေးစားတဲ့အနေအထားမျိုးရောက်မှကောက်အောင်မယ်ဒီပူပူနွေးနွေးချထားတဲ့အလောင်းကောင်ကနေပြီးတော့မကောက်ရဘူးလို့ဥပဒေလုပ်ထားတယ်ဘာဖြစ်လို့တော့ဆိုဖြစ်ပြက်တစ်ခုอ่ะအခုပဲအတုဝလာချသွားတဲ့အဲ့ဒီပိတ်တွေနဲ့ပတ်ပြီးတော့သုတ်တန်နဲ့လာပြစ်သွားတယ်သုတ်တန်တူရင်ဆောင်းနေတဲ့ယဟန်တစ်ပါးကသွားပြီးတော့အဲ့ဒီအလောင်းကအဝတ်တွေကိုသွားပြီးတော့ဖြေးတာဖြေးတဲ့အခါကျတော့လူတွေအလောင်းကြီးကကိုတော်သူများဟိုမယူပါနဲ့လို့ပြောတယ်တဲ့နော်ဘာကြောင့်ဒီလိုပြောတာလဲဆိုအဲ့ဒီလူကသေပြီးတော့အဲ့ဒီအလောင်းမှာပဲပြိတ်တာဖြစ်နေခုခေတ်တော့30ပေါ့နော်အဲ့ဒီသူရုပ်အလောင်းကိုပတ်ထားတဲ့ပိတ်ကိုခွာယူတဲ့အခါကျတော့အလောင်းကြီးကနေပြီးတော့ကိုတော်သူ့ဝတ်ကိုမယူပါနဲ့လို့ဆိုတော့ဟိုကိုတော်ကလည်းကြောက်နဲ့လက်ထဲရောက်နေပြီးယူပြီးတော့သွားတာပဲနောက်ကလိုက်လာတဲ့ထားပြီးတော့သူเจ้าရောက်တဲ့အခါကျတော့အပေါ်တက်ပြီးတခါပိတ်လိုက်တဲ့အခါမှာအဲ့ဒီအလောင်းကြီးကဗုဒ္ဓစီထွက်သွားတဲ့အခါဘုံကနေလဲကြံရစ်တယ်အဲ့ဒီဖြစ်ပျက်မျိုးကြုံခဲ့တယ်တဲ့ဒါကြောင့်မို့လို့ပူပူနွေးနွေးရုပ်အလောင်းမှာပန္နကုသင်္ကန်းမကောက်ရဘူးဆိုစိတ်ကံရှိတယ်ပေါ့ဒါကတစ်ခုနောက်တစ်ခုကတော့လူတွေကကိုယ်မှာထားတဲ့အဝတ်ကြွက်ကြိုက်တယ်ဆိုရင်ဒါမင်္ဂလာမရှိတော့ဘူးကြွက်ကြိုက်ထားတဲ့အဝတ်မိုးနဲ့ဆိုပြီးတော့အမိုက်ပုံတွေပဲသွားပြစ်တာအဲ့ဒါမျိုးကိုလည်းပဲယဟန်တွေကကောက်ယူပြီးတော့ပန္နကုသင်္ကန်းအနေနဲ့ချုပ်ကြတယ်ပေါ့ဟောမြတ်စွာဘုရားကိုယ်တိုင်ကလည်းကာလီဆိုတဲ့ကျွန်မကိုရစ်ပတ်ပြီးတော့ပြစ်ထားတဲ့အဲ့ဒီမှာအလောင်းကောင်ကပုတ်ပွားပြီးတော့လောက်တွေနဲ့အဲ့ဒီလိုနေတဲ့အချိန်မှာလောက်နန်လိုက်မလဲစဉ်းစားကြည့်နော်အဲ့ဒီအိုးကိုခွာပြီးမြတ်စွာဘုရားသူကိုယ်တိုင်လျှော်ဖို့လှမ်းပြီးတဲ့အခါမှာအဲ့ဒီပန္နကုသင်္ကန်းကိုဝတ်ယုံတယ်မြတ်စွာဘုရားကိုယ်တော်မြတ်စွာဘုရားကဖျားဖြစ်ပြီးပဲဘာဖြစ်လို့ဒါတွေကိုဒီလောက်ယွန်စရာကောင်းတဲ့အလုပ်တွေကိုလုပ်နေတာတော့ဆိုလို့ရှိရင်နမူနာစံပြအနေနဲ့တပိတာဝကတွေလိုက်နာကျင့်သုံးနိုင်အောင်စံပြလုပ်ရတယ်တဲ့ကြည့်နော်ခေါင်းဆောင်ဆိုတာစံပြလုပ်ပြရတယ်စံပြလုပ်ရတယ်ဓမ္မနောက်ကလူတွေလိုက်လို့မှာမြတ်စွာဘုရားကအဲ့ဒါမျိုးတွေအများကြီးလုပ်ခဲ့တယ်ဒိဋ္ဌာနုကတိအပိစတိမြတ်စွာဘုရားကတော်တယ်မှာသတင်းသုံးတယ်တပါးတယ်မြတ်စွာဘုရားပဲကိလေသာလည်းမရှိတော့ဘူးလုပ်เสียတွေလည်းကုန်နေပြီဘာလို့တော်တဲ့နေမှာတော့နော်တရားထုတ်ဖို့လည်းမလိုသို့တော့
နောက်လူနောက်သားတွေအတွက်စံပြဖြစ်ဖို့အတွက်မြတ်စွာဘုရားကိုယ်တိုင်ကကျင့်သုံးပြအနုမဟုတ်လို့ရှိရင်ဘယ်လိုဖြစ်တယ်ဆိုနောက်လိုက်နောက်ပါတပိတာဝကတွေဆိုမြင်တတ်တယ်လေခေါင်းဆောင်ကိုကြည့်နေတာခေါင်းဆောင်လှုပ်တာလိုက်လှုပ်တယ်ခေါင်းဆောင်ကအပြောတစ်မျိုးအလုပ်တစ်မျိုးဆိုရင်ပြစ်တင်ခံမှာဒါထုံးစံပဲနော်အဲ့ဒါကြတော့ဗာပြောကြတော့ဆိုရင်ငါပြောသလိုလုပ်ငါလုပ်သလိုမလုပ်နဲ့ဆိုတာမျိုးဖြစ်လာတယ်ပေါ့ငါပြောသလိုပဲလုပ်ငါလုပ်သလိုတော့မလုပ်နဲ့ဆိုတဲ့ဒီလိုတွေဖြစ်လာအဲ့တော့ရသော်ဘုရားကြတော့နမူနာစံပြသင်္ကန်းစာယူဝေးရသင်္ကန်းစာရှေ့ကနေပေးတယ်ပေါ့ကိုယ်တိုင်လက်တွေ့ကျင့်သုံးပြတယ်အဲ့တော့မြတ်စွာဘုရားကိုယ်တိုင်ကလည်းပန်းတကူသင်္ကန်းပဲဝတ်တယ်ယဟန်တန်ဃာတွေအားလုံးကလည်းပန်းတကူသင်္ကန်းပဲဝတ်ကြတယ်ဘယ်သူမှဒုက္ခမပေးဘူးယဟန်တန်ဃာတွေကြောင့်လောကလူသားတွေပစ္စည်းဥစ္စာရှာကြဖွေကြရတာဝန်တော့ဝန်မိုးမဖြစ်စေရဘူးဆိုပြီးမြတ်စွာဘုရားကဂတိခေတ္တောင်ယဟန်ခံတဲ့အခါမှာပြောရတယ်မဟုတ်လားယဟန်ခံပြီးလို့ရှိရင်ပန္တုကုလစီဝရံနေတယပပိစ္ဆာတထတိယာဝဇိဝံဥဒ္ဒဟောကရဏီယောတဲ့အေးယဟန်ဖြစ်ဖို့ဆိုတာပန္တုကုသင်္ကန်းကိုအမိပြုပြီးတော့ယဟန်အဖြစ်ကိုခွင့်ပြုတာတဲ့ဒါကြောင့်မို့တသက်လုံးလိုက်နာနိုင်အောင်ကြိုးစားပါလို့ဒီလိုပြောရတယ်ဘုရားနဲ့ပတ်သက်လာအဲ့တော့ဆရာဇီဝကကြီးကတိဝေယကဝတ်စုံကြီးရလာတဲ့အခါသူကမြတ်စွာဘုရားကိုလျှောက်တာအရှင်ဘုရားကိုယ်တိုင်လည်းပန်းတကူသင်္ကန်းပဲဝတ်တယ်ယဟန်တန်ဃာတွေလည်းပန်းတကူသင်္ကန်းပဲဝတ်တယ်အဲ့တော့တပည့်တော်လျှောက်ချင်တာကတော့အခုဒီတိဝေယကဝတ်စုံကြီးဆိုတာသန္နပစ္စောဒမင်းကပို့လိုက်တာတန်ဖိုးအမတန်မှကြီးပါတယ်အကောင်းဆုံးလည်းဖြစ်ပါတယ်တပည့်တော်ကိုတနာငဲညာပြီးတော့ဟောဒီတိဝေယကဝတ်စုံကြီးကိုအလှခံတော်မူပါယဟန်တန်ဃာတွေကိုလည်းပဲတရားဓမ္မတွေလှူတဲ့သင်္ကန်းကိုလက်ခံဝင်ပြုပါလို့သူစလျှောက်တာပဲဆရာဇီဝကကြီးရဲ့အခြေစုပေါ့အဲ့ဒီမှာမြတ်စွာဘုရားကခွင့်ပြုလိုက်တယ်သူ့ရဲ့ဒါနကောင်းမှုဝတ်စုံကြီးလှူဒန်းတာကိုမြတ်စွာဘုရားကတရားဟောတယ်အနုမောဒနာတရားဟောအဲ့ဒီအလှဘုရားကိုဘုရားကခွင့်ပြုလိုက်လို့သူ့ရဲ့ဝတ်စုံကြီးကိုအလှခံလိုက်တဲ့အခါမှာသူစိတ်ကလည်းအလွန်ကြည်နူးသွားပုံရအဲ့ဒီမှာမြတ်စွာဘုရားကတရားဟောတော့အနုမောဒနာတရားရဲ့အဆုံးမှာသူကသောတပန်ဖြစ်သွားတယ်လို့ဆိုတယ်ပေါ့နော်အဲ့ဒီကျမှသူသောတပန်ဖြစ်တာသောတပန်ဖြစ်သွားတယ်ယဟန်တန်ဃာတွေအတွက်လည်းပဲတရားဓမ္မတွေသင်္ကန်းလှူခွင့်ရအောင်တောင်းပေးမြတ်စွာဘုရားကသူတောင်းသမျှကိုခွင့်ပြုလိုက်တယ်ခွင့်ပြုလိုက်ပြီးတော့မြတ်စွာဘုရားကယဟန်တန်ဃာတွေကိုစီဝေးစေပြီးတော့ဥပဒေတစ်ခုဝိနည်းသိက္ခာပုဒ်အနေနဲ့ခွင့်ပြုချက်တစ်ခုထုတ်ပြန်တယ်အနုဇာနာမိဘိက္ခွေခါပတိစီဝရံဒီကနေ့ကစပြီးတော့တဲ့တရားဓမ္မတွေလှူတဲ့သင်္ကန်းလက်ခံနိုင်တယ်ဆိုပြီးတော့မြတ်စွာဘုရားကပြောတော့ဆိုဆက်ပြီးတော့ပြောတာယောဣစတိပန္တုကုလိကောဟောတုတယ်အေးပန္တကုသင်္ကန်းပဲဝတ်ချင်တယ်ဆိုရင်လည်းဆက်ဝတ်တယ်တရားဓမ္မလှူတဲ့သင်္ကန်းကိုလက်ခံခြင်းလဲဆိုလဲလက်ခံပန္တကုသင်္ကန်းပဲဖြစ်ဖြစ်တရားဓမ္မတွေလှူတဲ့သင်္ကန်းပဲဖြစ်ဖြစ်ရတာနဲ့ရောင်ရဲဖို့တော့တတိထားရမယ်ငါဘုရားရတာနဲ့ရောင်ရဲတာကိုပဲချီးမွမ်းတယ်လို့ယဟန်တန်ဃာတွေကိုတတိပေးလိုက်တာပေါ့ဟောအဲ့ဒီကစပြီးတော့ဒီလိုခွင့်ပြုလိုက်တာဟာမြတ်စွာဘုရားလျှော့ပေးလိုက်တာလားလို့ဆိုဒီလိုမဟုတ်ဘူးမြတ်စွာဘုရားရဲ့နှလုံးသွင်းအာဘော်တော်ဟာအလွန်ကျေနပ်စရာကောင်းတယ်နော်တမင်ချုပ်ချယ်တာမဟုတ်ဘူးယဟန်တန်ဃာမြတ်စွာဘုရားရဲ့နှလုံးသွင်းကဘယ်လိုတုံးဆိုရင်ဧဃာပတိစီဝရတရားဓမ္မတွေလှူတဲ့သင်္ကန်းကိုခွင့်ပြုခြင်းအပြင်ကုသိုလ်လိုခြင်းနဲ့တရားဓမ္မတွေလည်းသင်္ကန်းလှူရတော့ကုသိုလ်ရသွားတယ်ဒါအကျိုးတစ်ခု
ယဟန်တန်ဃာတွေလည်းတန်ဃာတွေကများလာတဲ့အခါပတ္တကုသင်္ကန်းရှာရတာဒုက္ခတစ်ခုရှိတယ်အဲ့ဒီဒုက္ခလည်းမရှိတော့ဘူးသင်္ကန်းလွယ်လွယ်ကူကူရသွားပြီဆိုဟောဒီအကျိုးနှမျိုးအတွက်မြတ်စွာဘုရားခွင့်ပြုတယ်နော်ဒီအကျိုးနှမျိုးကိုမျှော်လင့်ဘုရားဟာဘယ်ဟာပဲဖြစ်ဖြစ်အယမ်းမဲ့လောက်တာတစ်ခုမှမရှိဘူးစဉ်းကျင်စဉ်းစားတာဒီအကျိုးနှစ်ခုရနိုင်တယ်တရားတော်ဝါတွေလည်းကုသိုလ်တွေရကြလိမ့်မယ်ယဟန်တန်ဃာတွေလည်းပဲသင်္ကန်းအတွက်ရှားရဖွေရတဲ့အချိန်တွေနည်းသွားလိမ့်မယ်သို့မဟုတ်ဆိုသင်္ကန်းရှားတဲ့ကိုတော်တွေဆိုရင်အမိုက်ပုံမြင်မျက်စောင်းထိုးကြည့်နေရမှာတုတ်တန်နဲ့ခဏခဏသွားကိုတော်တွေကများတော့ဥတဲ့လူကယူသွားနောက်ကိုတော်မရအောင်လေဒါမျိုးတွေလည်းရှိတာအဲ့ဒါကြောင့်မို့လို့ဒီအကျိုးနှမျိုးမျှော်ကိုးပြီးမြတ်စွာဘုရားခွင့်ပြုလိုက်တာတဲ့ဇီဝကကြီးရဲ့ကျေးဇူးပေါ့ဒါပါတယ်ပေါ့အဲ့ဒါကြောင့်မို့မြတ်စွာဘုရားကခွင့်ပြုလိုက်တယ်ခွင့်ပြုလိုက်တော့တရားဓမ္မတွေဟာနေချင်းပဲလှူလိုက်ကြတာသင်္ကန်းတွေအဲ့တော့သင်္ကန်းထောင်ချီပြီးတော့လှူကြတယ်လို့ဆိုတာပဲခါတိုင်းကရဟန်းတန်ဃာတွေကလက်မခံဘူးလေသင်္ကန်းအဲ့လိုသင်္ကန်းဆိုတာစတင်ပြီးတော့သင်္ကန်းဆိုပေမဲ့လို့ ready made ချုပ်ထားတဲ့သင်္ကန်းတွေမဟုတ်သေးဘူးပိတ်အုပ်ကိုလှူတာသင်္ကန်းတစ်ထည်စာပိတ်အုပ်ကိုဖြတ်ပြီးတော့လှူတဲ့အလှမျိုးသာဖြစ်တယ်ပေါ့ရဟန်းတွေကသင်္ကန်းကိုယ့်အကိုချုပ်ကြပေါ့အဲ့ဒါလို့ဆရာဇီဝကကြီးဟာမြတ်စွာဘုရားနဲ့တွေ့ပြီးတော့အခုလို့မြတ်စွာဘုရားကိုဝန်းုပ်ဆေးတွေကတ်လူပြီးတော့ဘုရားကိုဆေးကုပြီးတဲ့နောက်မှာသူ့ရဲ့ဘဝဇာလမ်းတွေကဘာတွေဘုရားနဲ့ပတ်သက်တာတွေရှိသေးတယ်လဲလို့လိုက်ကြည့်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကတခါတခါခေစကုတ်တောင်ကအကြောင်းပေါ်မှာသတင်းသုံးတယ်တခါတခါဝေလူအောင်မှာသတင်းသုံးတယ်ဆရာဇီဝကကြီးကအဲ့ဒီမြတ်စွာဘုရားဝဏ္ဏုစီကပ်ပြီးတဲ့နောက်ပိုင်းမှာဘုရားရဲ့ကျမ်းမာရေးကိုအမြဲတမ်းကူညီဆောင်ရှောက်ကြည့်ရှုဆောင်ရှောက်ပြီးတော့ဝေလူဝန်သွားရင်လည်းတော်တော်လှမ်းနေမြို့အဲ့တော့သူပိုင်တဲ့တည်းရဲ့ဥယျာဉ်ကြီးကမြို့နဲ့သိမ့်မဝေးဘူးဝေလူဝန်ဥယျာဉ်နဲ့ဆိုင်နီးတယ်ပေါ့အဲ့ဒါနဲ့သူပိုင်တဲ့တည်းရဲ့ဥယျာဉ်ကြီးကိုမြတ်စွာဘုရားကျောင်းတော်ဆောက်ပြီးတော့တတိုင်းကြီးအမြင့်ကာပြီးအဲ့ထဲကိုမြတ်စွာဘုရားသူကျောင်းလှူထားတယ်ကျောင်းတကာလည်းဖြစ်သွားတယ်မြတ်စွာဘုရားစိတ်ကချင်းအဲ့ဒီမှာသွားတယ်ဆေးကုစရာရှိရင်ကုပေးတဲ့တန်ဃာတွေကိုအဲ့သူ့ကျောင်းကိုဇီဝကံဘဝနာလို့ခေါ်တယ်ဇီဝကဆရာကြီးရဲ့တည့်ဥယျာဉ်ကျောင်းလို့အမ္ဘဝနာတည့်ဥယျာဉ်ကျောင်းကြီးကိုသူလှူခဲ့တယ်သောတပန်ဖြစ်ပြီးတဲ့နောက်မှာအဲ့ဒါလိုလှူတာနောက်မြတ်စွာဘုရားကိုဆေးကုပေးရတဲ့အချိန်လေးဘာတွေရှိလာတော့ဆိုမြတ်စွာဘုရားသက်တော်82နှစ်အရွယ်နော်သက်တော်82နှစ်အရွယ်မှာဒါဆိုကြပြီမှာဘာပြဿနာပေါ်တော့ဆိုအဇာတတမင်းနဲ့ဒေဝရနဲ့ပေါင်းသွားပြီအဇာတတမင်းသားနဲ့ဒေဝရနဲ့ပေါင်းဒေဝရကဖျားတပ်ပြီးဖျားလှုပ်ခြင်းအဲ့တော့အကူကြီးပေးမှာကအဇာတတကပေးရအဇာတတကအာနာမရသေးဘူးဒါကြောင့်မို့လို့ဘယင်ကိုလှုပ်ချံတပ်ဖြတ်ပြီးတော့သူတိုက်ပြီးအာနာကိုယူမယ်ပေါ့သူ့အဖေကိုသူတပ်ဖို့ဒေဝရကတိုက်တွန်းတော့အဇာတတကပေါင်းကိုဓမြောင်ချီပြီးတော့နန်းတော်ထဲဝင်လာသူ့အဖေကိုတတ်မဲ့ဆိုဝင်လာနော်ဓမြောင်ကိုအဲ့ဒါပေါင်းချီပြီးတော့ဝင်လာအဲ့တော့နန်းတော်ဆိုတာအဆောင်နေထူထပ်စွာရှိတယ်ပေါ့ဝင်လာတဲ့လူကိုစစ်ဆေးတာမင်းသားတွေ့တော့ဖမ်းပြီးတော့စစ်ဆေးတဲ့အခါမှာပေါင်းမှဓမြောင်တွေ့ဓမြောင်တွေ့တော့မေးတာပေါ့မလုပ်ဖို့လဲမေးတော့ဘုရင်ကြီးကိုတတ်မယ်ဆိုအဲ့တော့အမတ်တွေကဒီဟာဘယ်သူကတတ်ခိုင်းတာတော့ဘယ်သူကတိုက်တွန်းတာတော့ဆိုရှင်ဒေဝရကတိုက်တွန်းတာအဲ့လိုစစ်ဆေးချက်အရာသိရတဲ့အခါတချို့အမတ်တွေကမင်းသားလည်းတတ်ရမယ်ယဟန်တန်ဃာတွေလည်းအကုန်တတ်ပြရပြစ်ထန်ပေးရမှာပေါ့ဘုရင်ကြီးကိုလှုပ်ကြံမှုလုပ်နေတယ်ဆိုပြစ်ပေးမယ်အဲ့ဒီမှာတချို့အမှုတန်းတွေကဟာယဟန်နေနဲ့အကုန်မဆိုင်ဘူးဒေဝရနဲ့သာဆိုင်တယ်မင်းသားတတ်ရမယ်ဒေဝရကိုဖမ်းရမယ်တတ်ရမယ်ပြစ်ပေးရမယ်
အဲ့ဒီမှာနောက်တအုပ်စုကဘာမှပြောမနေကြနဲ့မင်းသားလည်းအပြစ်မပေးနဲ့မပေးနဲ့အောင်ဒေဝရတ်ကိုလည်းအပြစ်မပေးနဲ့အောင်ဘုရင်ကြီးစီသတင်းဖို့ဘုရင်ကြီးပြောတဲ့အတိုင်းလုပ်ကြရမယ်ပေါ့ဆိုပြီးတော့ဘုရင်ကြီးစီသတင်းပို့တဲ့အခါကျဘုရင်ကြီးကသူ့သားခေါ်တွေ့တယ်ဘာလို့ဖို့ငါတတ်ချက်တာတပည့်အာဏာလိုချင်လို့ဆိုမင်းလိုချင်ငါပေးပါတယ်လို့ဆိုပြီးတော့ဘုရင်ကြီးကလည်းမိုက်မိုက်ကန်ကန်နော်သူ့ရဲ့အဖြစ်ပြက်ဒီမြတ်စွာဘုရားကိုယ်တိုင်ကလည်းတတိပေးခဲ့တယ်ဒီကောင်လေးကြည့်ရင်ဘယင်တတ်လိုက်မယ်ဆိုတာအဟောစရံလည်းထွက်ထားတယ်လေသူအစတတလေးကိုဝန်တီကလေးကသူ့အမေကချင်းချင်းတက်တာချင်းချင်းတက်ကလေးကဘယင်ကိုတတ်မဲ့ရန်သူပဲဘယင်ရဲ့မမွေးခင်ကလေးကဘယင်ရဲ့ရန်သူဘယင်ရဲ့လက်မောင်းသွေးကိုဖောက်တောက်ခြင်းနဲ့စိတ်မိဖုရားကြီးမှာဖြစ်ခဲ့တယ်အဲ့ဒါဘယင်ကြီးကအလိုလိုက်ပြီးတော့ရွှေဓားလေးနဲ့သူ့လက်မောင်းသွေးကိုဖောက်ပြီးတော့တိုက်တာအဲ့ဒီမှာဘေရင်ဆရာတွေကဟောထားတာဒီကောင်လေးကြည့်ရင်ဘယင်တတ်လိုက်မယ်ဟောထားတာဒါမှမဟုတ်အသတ္တတတ္တုမမွေးခင်ကလေးကရန်သူလေးလို့ဒီလိုပြောတာနော်အဲ့ဒါကိုဘုရင်ကြီးကသားကိုသိတ်ချစ်တယ်သူကသာတသားကိုသိတ်ချစ်တယ်မိဘတွေလည်းတချို့မိုက်တယ်ဆိုရင်သားပိုချစ်ပုံရတယ်ကြည့်ရပိုချစ်တော့မင်းတိုင်းပြည်လိုချင်တယ်ဆိုငါပေးမယ်ဆိုပြီးတော့ဘုရင်ကြီးကသူ့ကိုမင်းမြောက်လိုက်သူကဆင်းပေးလိုက်တယ်ခုနကအမတ်တွေမင်းသားကိုအပြစ်ပေးရမယ်ယဟန်နေအပြစ်ပေးရမယ်ဒေဝရအပြစ်ပေးရမယ်ဆိုတဲ့အမတ်တွေကိုအကုန်လုံးယာရုချတချို့ကြတော့ယာရုတွေတစ်ဆင့်နှိပ်ပြစ်ဘုရင်ကြီးကိုရှောက်ထားပြီးမှလုံမယ်ဆိုတဲ့အမတ်တွေကိုတော့ယာရုမြင့်ပေးလိုက်တယ်လူဘဝဆိုတာဒီတိုင်းပဲဘယ်ခေတ်ဖြစ်ဖြစ်ဒီလိုပဲနော်အဲ့ဒီမှာအစတတကအာနာရသွားအာနာရသွားတဲ့အခါဒီဘက်ကစိတ်မချဘူးမင်းသားတဲ့မင်းလောက်တာကခွေးကိုစီတဲ့ထက်ကျက်တယ်လို့ဖြစ်နေတယ်မကြခင်အဲ့ဒီခွေးကစီကိုကိုက်ဖောက်ပြီးထွက်လိုက်မယ်မင်းအဖေကလည်းမင်းจิตနှံ့ယုံလေးအခုပေးတာမကြခင်မင်းယာရုပြန်ချလိုက်မယ်ဒီလိုဆိုတော့သူ့အဖေဘာလုပ်အောင်မင်းတခါတည်းအပြတ်ဖြတ်ပြောနော်တခါတည်းအပြတ်ဖြတ်ဆိုတော့သူအဖေမင်းဖမ်းပြီးတော့ထောင်ထဲထည့်တာပဲလိုပြောတော့နောက်ဆုံးကြတော့ခြေဘွားဓာခွဲပြီးတတ်တဲ့အဆင့်ရောက်သွားတာပေါ့နော်ဘုရားရမင်းကြီးအဲ့ဒါမြတ်စွာဘုရားတက်တော့82နှစ်ရှိပြီအဲ့ဒီအချိန်မှာဖြစ်တယ်အဲ့တော့ဇာတတလည်းနန်းတက်လာရောဗေမိတာရမင်းကြီးလည်းလောက်ကြံတပ်ဖြတ်ခြင်းခံရအဲ့ဒီအချိန်မှာဒီဗရက်ကမြတ်စွာဘုရားကိုတတ်ဖို့ဇာတတရဲ့အကူအညီနဲ့ဘာလုပ်လဲလေးသမားတွေလွတ်တယ်လက်ဖြောင်းတပ်သားတွေလွတ်ပြီးမြတ်စွာဘုရားကိုပြစ်တက်ခိုင်းနော်လောက်ကြံခံသို့တော့မြတ်စွာဘုရားဆိုတာသူများတတ်လို့မရဘူးလေတကူတော့ကြောင့်မဟုတ်ဘူးအကုသိုလ်ကံကိုဟာမြတ်စွာဘုရားပါဏာတိပါဒရှောင်ခဲ့တဲ့ပါရမီတွေဟာအများကြီးပဲလေဖြစ်ခြင်းကဒါကြောင့်မို့သူများတတ်လို့မသိဘူးအလုံးဟာလွဲချော်ကုန်တယ်အဲ့လိုလွဲချော်တော့ဘာလုပ်တုံးဆိုရင်နာလာဂိရိဆိုတဲ့ဆင်ကြီးကိုအရက်တွေတိုက်ပြီးတော့လွတ်ပြန်အောင်ကြီးရှိပါတယ်မှာပါတယ်လေအဲ့နာလာဂိရိဆင်ကြီးအရက်တိုက်တော့လည်းပဲမြတ်စွာဘုရားရဲ့မေတ္တာစေတနာကြောင့်အရက်မူးပြေပြီးတော့ဆင်ကြီးကလိမ္မာရင်ကျေးသွားပြန်တယ်သူမအောင်မြင်နောက်ဆုံးလောက်ကြံတပ်ဖြတ်မှုတွေမအောင်တဲ့အခါကျတော့ဒေဝရကသူကိုယ်တိုင်လောက်ကြံမယ်ဆိုခေစကုတ်တောင်ပေါ်တက်မြတ်စွာဘုရားစဉ္ညံသွားလေးရှိတဲ့တောရကျောင်းလေးရဲ့ထက်ကနေပြီးတော့ကြောက်တုံးကြီးတစ်ခုကြောက်မောင်းဆင်ထားတာဘုရားလည်းစဉ္ညံရှောက်နေတဲ့အချိန်မှာအပေါ်ကနေကြောက်တုံးကြီးကိုလှိမ့်ချအမှန်တန်ကြီးမားတဲ့ကြောက်တုံးကြီးလိမ့်ချလာပြီဘေးကကြောက်တုံးတစ်ခုနဲ့ဝင်တိုက်လိုက်တဲ့အခါအောက်မှာမြတ်စွာဘုရားစီတော့ကြောက်တုံးကြီးကရောက်မလာဘူးသို့တော့အောက်ကကြောက်ဆောင်တစ်ခုနဲ့လိမ့်လာတဲ့ကြောက်တုံးကြီးနှစ်ခုတိုက်လိုက်တဲ့အတန်ကဟိမ့်သွားအဲ့ဒီကနေပြီးတော့ကြောက်ဖက်ကလေးတစ်ခုကပဲ့ထွက်လာပြီးတော့မြတ်စွာဘုရားခြေထောက်ကိုလာမှန်
မြတ်စွာဘုရားလုံးဝလမ်းမလျှောက်နိုင်ဘူးအဲ့ဒီကြောက်တုံးကြီးလိမ့်ကြတဲ့အတန်ကြောက်တုံးကြီးနှစ်ခုရိုက်ခတ်လက်တဲ့အတန်ကြောင့်တောရကျောင်းမှာနေကြတဲ့ယဟန်တော်တွေကပြေးလာကြပြီမြတ်စွာဘုရားခြေတော်ထိသွားတော့ထန်းစင်ပေါ်တင်ပြီးတော့မထကုတ်စီဆိုတဲ့ဥယျာဉ်ကိုပင့်သွားကြနော်အဲ့ဒီအဖြစ်ပြက်ကြီးကမတ္တမရုပ်ဆိုးတဲ့အဖြစ်ပြက်မြတ်စွာဘုရားလမ်းမလျှောက်နိုင်တော့ဘူးထန်းစင်ပေါ်တင်ပြီးတော့အဲ့ဒါပင့်သွားကြမထကုတ်စီရောက်တဲ့အခါကျတော့မြတ်စွာဘုရားရဲ့ခြေတော်ကညိုမဲပြီးတော့သွေးချေဘူးအဲ့ဒါကိုဆရာဇီဝကကြီးကခွဲစိတ်ပြီးတော့မကောင်းတဲ့သွေးတွေထုတ်ဆေးတွေလိမ့်ပြီးဆရာဇီဝကကြီးအဲ့ဒီမှာဆေးကူခဲ့တယ်ဆိုတာပါတယ်ပေါ့နော်အဲ့လိုဆေးတစ်ခါကူပါအဲ့လိုဆရာဇီဝကသာသနာတော်နဲ့ပတ်သက်လာတဲ့အခါမှာလဲတန်ဃာတော်တွေကိုယောဂဝေဒနာတွေကုပေးတယ်နုနာယောဂါတို့မျက်လုံးယောဂါတို့ဆိုတဲ့ထိုခေတ်ကယောဂါကြီးတွေလို့သတ်မှတ်ဆရာဇီဝကပဲကုနိုင်တယ်အဲ့တော့တန်ဃာတော်တွေကိုကုနေရတယ်ဘယင်ကိုကုရတယ်ဘယင်ရဲ့မိသားစုနန်းတော်သူနန်းတော်သားတွေကုရတယ်ဆိုတော့တခြားလူနာတွေကိုသူကုပေးဖို့အချိန်မရဘူးသူကဘယင်သမားတော်ကြီးကိုလူတွေကအဲ့တော့ဆေးကုသဖို့ခွင့်ရဖို့ဆိုပြီးတော့ဗုဒ္ဓဘာသာဟုတ်သူရောမဟုတ်သူရောဘုရားကြီးညိုသူရောမကြီးညိုသူရောယောဂကုဖို့ဆိုပြီးသာသနာပေါင်းဝင်လာကြတာအများကြီးဖြစ်လာအဲ့ဒီလိုအခွင့်အရေးဝင်ယူပြီးတဲ့အခါယောဂလည်းပြောင်းလူထွက်ကြတယ်အဲ့ဒါတွေကိုသိတော့ဆရာဇီဝကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့ယောဂကြီး၅မျိုးရှိတဲ့ပုဂ္ဂိုလ်သာသနာပေါင်းဝင်ခွင့်မပြုပါနဲ့သူ့မှာလည်းမင်းဆိုရစာကိစ္စတွေလေဟင်းနေတန်ဃာတွေကိုစိတ်ကူပေးရတဲ့အချိန်တွေနဲ့ပဲအချိန်ကုန်သွားတော့အဲ့ဒါလိုမြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကအနာကြီးယောဂ၅မျိုးနှိမ့်ဆက်နေတဲ့ယောဂဆွဲကပ်နေတဲ့ပုဂ္ဂိုလ်တွေကိုရဟန်းခမပေးရဘူးလို့ဆိုတဲ့သိက္ခာပုပညာချက်ထွက်လာခဲ့တာပေါ့အဲ့တော့အဲ့ဒါဆရာဇီဝကနဲ့ပတ်သက်တာတွေပဲဒီလိုအဲ့လိုဆရာဇီဝကမြတ်စွာဘုရားစီကတ်တယ်ဥပဒကဆိုတာဘယ်လိုဟာခေါ်တာတော့ဗျသီလရှိတဲ့ဥပဒကဆိုတာဘယ်လိုဟာခေါ်တာတော့ဗျကိုကျိုးကိုစီးပွားကိုယ့်ရဲ့အကျိုးသာကျင့်တဲ့ဥပဒကသူများအကျိုးကိုမကျင့်တဲ့ဥပဒကသူများအကျိုးရောကိုယ့်အကျိုးရောနှမျိုးလုံးပြုကျင့်တဲ့ဥပဒကဆိုတာဘယ်လိုဟာပါလဲဆိုမေးခွန်းနေလဲမြတ်စွာဘုရားကိုမေးလို့ရှိတယ်ပေါ့သုတ်တန်နေတဲ့မှာမှတ်တမ်းတင်ထားတာရှိတယ်ဆရာဇီဝကနဲ့ပတ်သက်တဲ့ဇီဝကသုတ်တန်နေရှိတယ်အဲ့လိုနဲ့မြတ်စွာဘုရားနဲ့သာသနာမှာယဟန်တန်ဃာတွေကျမ်းမာရေးအတွက်တစ်ဖက်ကတာဝန်ယူပြီးတော့အခုလိုဗေမိတာရမင်းကြီးရှိတော့တာဝန်ယူကုသပြီးဗေမိတာရမင်းမရှိတဲ့အခါမှာလဲဆရာဇီဝကနဲ့ဒီအစတတမင်းနဲ့တွဲဖက်ပြီးတော့ယဟန်တန်ဃာတွေရဲ့ကုသမှုရှိနေတယ်နောက်ဆုံးမှာဒေဝရကြီးစိတ်ကောင်းပြန်ဝင်လာပြီးမြတ်စွာဘုရားတွေ့ဖို့အလားမှာမြေမျိုးပြီးတော့ဘဝဆုံးသက်သွားတဲ့အခါသူလည်းကြောက်ရွံ့တုန်လှုပ်လာနောင်နာတွေရလာတယ်သူ့ဖေတတ်မိတဲ့အချိန်ကနောင်နာတွေရလာဘုရားနဲ့တွေ့ချင်တာညဆိုရင်အိတ်မပြောဘူးတဲ့ဇာတတမင်းကြီးဘာဖြစ်လို့တော့ဆိုရင်သူအိတ်လိုက်တာနဲ့တပြိုင်နက်ဝိုင်းပြီးတော့လှန်နဲ့ထိုးတယ်လို့စိတ်ထဲမှာခံစားရတယ်သူ့ဖေတတ်ပြီးကြတဲ့ကသူကစိတ်မငြိမ်မသက်တွေဖြစ်လာအဲ့ဒါနဲ့ညဆိုလို့ရှိရင်တော့အမတ်တွေကိုခေါ်ထားပြီးစကားထိုင်ပြောနေကြတာများတခါတစောင်းမုံလညတစောင်းမုံလလပြည့်နေညမှာဆရာဇီဝကကြီးလည်းပါတယ်ညအိတ်မပြောတော့အမတ်တွေခေါ်ပြီးတော့လာတာတဲ့ထွက်ပြီးထိုင်နေပြီးတော့ဖះစီကိုသွားကျင်တယ်ဒါပေမဲ့မသွားရဲဘူးမသွားရဲတာ तू လှုပ်ထားတာမြတ်စွာဘုရားနဲ့အရင်နှီးဆုံးသူ့အဖေကိုလည်း तू တတ်ပြစ်တယ်ယဟန်တန်ဃာတွေကိုလည်းဒုက္ခပေးတယ်နာလာဂိရိဆင်ကြီးလွတ်တဲ့အခါမှာလည်း तू ကြံရပါလေးသမားတွေပေးတာလည်း तू ပတ်သက်နေတယ်ဆိုတော့မြတ်စွာဘုရားကိုလှုပ်ကြံနေတဲ့မဲ့ तू ကပတ်သက်နေတာဆိုတော့ तू မသွားရဲဘူးပေါ့အပြစ်ရှိနေကဆုံလာပြီနေတစောင်းလာပြီနေညကြီးကလကလည်းအမတမတာတစောင်းမုံလဆိုတာကြက်တရားတွေကလည်းစုံ
ရာသီဥတုကလည်းအေးချမ်းသာအလွန်ကြည်နူးွယ်ကောင်းတဲ့အချိန်မှာသူကဒီညာကြီးကအလွန်တာတောင်းတာယာရှိတယ်ဘယ်ယဟန်တန်ဃာတွေကိုဘယ်ဘာသာရေးခေါင်းဆောင်စီသွားရရင်ကောင်းမလဲဆိုတာသူကစကားဟစတ်တာအဲ့တော့ပုရဏကသဗ္ဗတို့မဂ္ဂလိဂောတာလတို့ရဲ့တပည့်တွေကနေထပြီးတော့သူတို့ဆရာတွေစီသွားဖို့တိုက်တွန်းတာဒါပေမဲ့ဘုရင်ကြီးကစိတ်မဝင်စားဘူးအဲ့ဒီမှာဆရာစီဝကဘုရင်နဲ့ခလန်းလန်းမှာသူကလည်းအမတ်တူပဲသမားတော်အမတ်ပေါ့ထိုင်ပြီးတော့ငုတ်တုတ်ထိုင်တာဝင်မပြောဘူးဘာမှသူများတွေနဲ့ပြောရင်သူပြောချင်တဲ့စကားဆုံးမမဟုတ်လို့လိမ္မာရင်ကျေးဆိုတာသူထိုင်ပြီးတော့ဘာမှမပြောအဲ့ဒီမှာဘုရင်ကြီးကသူများတွေပြောလို့ပြီးသွားတဲ့အခါကျစီဝကနဲ့သူကတက်တူရွယ်သူလောက်ရှိတာဟုတ်ဒါကြောင့်မို့တမ္မစီဝကတငယ်ချင်းစီဝကမင်းကဘာလို့ငြိမ့်နေတာတော့မင်းရောကိုးကွယ်တဲ့ဆရာမရှိဘူးလားလို့ပြောတော့မှဆရာစီဝကသူ့ရဲ့တည်းဥယျာဉ်ကျောင်းမှာမြတ်စွာဘုရားရှိပါတယ်ရဟန်း900နဲ့သတင်းသုံးနေတယ်အရှင်မင်းကြီးစိကပ်ပါဘုရားနဲ့တွေ့ရင်အရှင်မင်းကြီးစိတ်နှလုံးအေးချမ်းသွားပါလိမ့်မယ်လို့ဘုရင်ကြီးကလည်းအဲ့ဒီချိန်မှာသူကိုယ်တိုင်ကလည်းဘုရားစီသွားခြင်းနေတာစီဝကရဲ့ကြောရိပ်ကိုမှီပြီးသွားရမှာသူမသွားရဲဘူးအဲ့ဒါနဲ့ဘုရင်ကြီးကကဲဒါဆိုလို့ရှိရင်သွားရအောင်အသင့်ပြင်ခိုင်းဆရာစီဝကညာကြီးတိုင်းဘုရင်ဆိုတာတိုင်းပြည်ကတကားဖွင့်ပြီးတော့မြို့တော်ကအပြင်ထွက်တယ်ဆိုတာအန္တရာယ်အလွန်များတာဒါဝတ္ထုချက်ချင်းအစီအစဉ်တွေလုပ်ရတယ်ဆင်မရင်သား900စီစဉ်ပြီးတော့အမျိုးသမီးတွေကြီးပဲအဲဆင်ပေါ်မှာတင်တာယောက်ျားလို့ဝတ်ပြီးတော့အမျိုးသမီးတွေတတ်တော်ဆောင်နေတယ်ခုခေတ်တောင်အမျိုးသမီးတတ်တော်ဆောင်တွေပေါ်လာကုန်ပြီအဲ့တော့မှဆင်မရင်သား900ပေါ်မှာအမျိုးသမီးတွေကြီးပဲတင်သွားပြီးတော့မှအမျိုးသမီးတွေဘေးကမှဘုရင်နဲ့ခက်လန်းလန်းမှာကြမှာအမျိုးသားတွေဘေးကနေလှမ်းပြီးတော့မြားနဲ့ပြင်မမိလိုက်တော့အောင်အကအယံဝိုင်းပြီးတော့ဘုရင်ကြီးကိုအလေကောင်ထားပြီးရံပြီးသွားကြတာသူတို့မိတို့တွေနဲ့ထိန်းနေအောင်ထွန်းပြီးတော့ဒီလူအုပ်ထဲဝင်လို့မရအောင်ဘုရင်ကြီးကိုမြို့ပြင်ထွက်ပြီးစီဝကရဲ့တရဲ့ဥယျာဉ်ဘက်ကိုခေါ်သွားတာဟိုလဲရောက်ရောတရဲ့ဥယျာဉ်နာရောက်တဲ့အခါညာနေအများကြီးရှိပြီပဲလို့ဘုရားသခင်သုံးတဲ့နေရာအမြဲတမ်းတိတ်ဆိတ်တယ်အဲ့ဒီမှာသာရတမင်းကြီးကကြောက်လာတယ်ဘာသာမှလည်းမကြောက်ဘူးသူပြောတော့ရဟန်း900ရှိတယ်ဘယ်သူမှလည်းချောင်းဆိုးတာလည်းမကြောက်ဘူးတိုးတိုးတာလည်းမကြောက်ငါများလိန်ခေါ်လာတာလားငါများသူကရှေ့မှာစစ်တပ်လွတ်ထားပြီးတော့ငါ့ကိုဖမ်းမလို့များလားနဲ့တွေးတော့တာပေါ့နော်တွေးတဲ့အခါမှာမနေနိုင်ဘူးသူကတငယ်ချင်းစီကမင်းငါလိန်ခေါ်လာတာမဟုတ်ပါဘူးနော်ဆိုတဲ့စကားတွေပြောတော့မလောက်ပါဘူးဘုရင်မင်းမြတ်ဖရာသခင်ကိုရောမြတ်ရှိပါတယ်ဟောက်မှာလှမ်းကြည့်လိုက်မီးလေးထွန်းထားတာအဲ့ဒီမှာတန်ဃာတွေနဲ့မြတ်စွာဘုရားထိုင်းနေတာပါလို့ခေါ်ပြီးတော့ဘုရားစီရောက်သွားတဲ့အခါကျတော့စကားမပြောနိုင်ဘူးတန်ဃာ900ငြိမ့်နေတာဘုရားကိုလက်ဥချီလို့တန်ဃာတွေလက်ဥချီပြီးတော့သူကြည့်တော့ဘယ်သူမှသူ့ကိုမော့ရဟန်းတန်ဃာတွေကဘယ်သူမှဘယင်ဆိုပြီးတော့ကြည့်တယ်မရှိဘူးကုံလုံးကတငြိမ်နေနေတော့သူအဲ့ဒီအချိန်မှာသူ့သားလေးကိုတတိရတယ်ပေါ့ဒီယဟန်တန်ဃာတွေငြိမ်သက်နေတယ်လို့ငါသားဥရိယပတ္တငြိမ်သက်ရင်ကောင်းမှာပဲလို့စိတ်ထဲမှာတွေးတော့မှမြတ်စွာဘုရားကသူ့ဘုရင်ကြီးကိုနှုတ်ဆက်လိုက်တာဘယ်လိုလဲမင်းကြီးချစ်ခင်တဲ့သားစီစိတ်ရောက်နေသလားလို့မြတ်စွာဘုရားမေးလိုက်တော့မှသူအဲ့ဒီမှာစိတ်နှလုံးဒုံဒုံကြပြီမြတ်စွာဘုရားနဲ့စကားပြောရဲသွားတာနော်ဘုရားကစနှုတ်ဆက်ရတယ်အဲ့ဒီမှာလည်းပဲစီဝကဟာအကျိုးဆောင်ပေးခဲ့တယ်ဆိုတာမှတ်တမ်းထဲမှာရှိတယ်ဒီနောက်ပိုင်းနေမှာတော့ဇီဝကရဲ့တရင်ကပျောက်သွားမြတ်စွာဘုရားတက်တော်82နှစ်ထိနောက်ပိုင်းထိအောင်ရှိတယ်တက်တော်80အရွယ်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားဝေလူဝရွာမကတ်တယ်အဲ့ဒီမှာဝမ်းသွေးတုံတဲ့ယောဂဖြစ်တယ်မြတ်စွာဘုရားမတ္တမပြင်းထန်တဲ့ယောဂဖြစ်တယ်အဲ့ဒီမှာဝေလူဝရွာဆိုတာ
ဝေသာလီပြည်ဝိစီတိုင်းထဲမှာပါတော့အဇာတတနဲ့ဝိစီဘုရင်တွေကမတက်ရဘူးအဲ့အချိန်စစ်တိုက်မလို့ပြင်းနေတဲ့အချိန်ဆိုတော့ရန်သူနယ်မြေဖြစ်သွားပြီပေါ့အဲ့ဒါကြောင့်မို့ဆရာစီဝကလာဆေးကုတယ်ဆိုတာမှတ်တမ်းမရှိတော့အဲ့ဒီမှာဝါတွင်း3လနေပြီးတော့မြတ်စွာဘုရားတမဘတ်နဲ့ပဲယောဂဝေဒနာကိုတားလိုက်တာ10လယောဂပြန်မပေါ်တော့ဘူးအာယုသင်္ခါရဖလားတမဘတ်ဆိုတာဝင်စားပြီးတော့10လယောဂပြန်မပေါ်တော့တက်တော်80ရောက်ခံဒီအချိန်မှာဝါလကျွတ်တဲ့အခါမှာမြတ်စွာဘုရားခရီးဒေသစာရီကြွတယ်ဝေသာလီတို့အဲ့ဒီကနေပြီးတော့မန္လတို့အဲ့ဒီကိုသွားတာပါဝါကိုသွားတယ်ပါဝါသွားတော့တက်တော်80ပြေကနေနေပြီးကဆုံလာတဲ့ရောက်သွားပြီစုံတကတ်တဲ့ဥကရမတ္တဝဆိုရယ်ဝတ္တာပြူဆွန်နတ်တွေကမြတ်စွာဘုရားအားရှိအောင်ဆိုပြီးတော့နတ်ဩဇာတွေထည့်တယ်ဘယ်ပုဂ္ဂိုလ်စားရင်မြတ်စွာဘုရားလွှဲရင်ဉာဏ်တဲ့ပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်ကိုစားအစာချေမှာမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကယဟန်တွေကိုဒီပြင်ဟင်းကိုကတ်ခိုင်းပြီးတော့ဘုရားတစ်ပါးတည်းပဲအဲသူကရမတ္တဝါကိုဖုံးပေးတယ်ဖုံးပေးပြီးကျန်တာတွေကိုမြတ်စွာဘုရားမြေထဲကိုမြုပ်ခိုင်းလိုက်တယ်သူများစားရင်အန္တရာယ်ဖြစ်မှာဆိုအဲ့ဒီကနေမြတ်စွာဘုရားကုသိနာယုံရောက်တည်ထီအောင်25ခါလောက်နားပြီး3ခါကိုခရီးကိုပင်ပင်ပန်းပန်းနဲ့မြတ်စွာဘုရားကြွသွားတယ်။ဟိုရောက်တဲ့အခါကျတော့မထတော့တဲ့အိယာပေါ်မှာကျိန်းဆက်တယ်။အဲ့ဒါလို့ချိန်မှာဆရာစီဝကကြီးပါလားမပါဘူးလားဆိုတာစားထဲမှာမရှိတော့ဆရာစီဝကကြီးသူပဲမရှိတော့တာလားသို့မဟုတ်ရှိရတဲ့နဲ့မြတ်စွာဘုရားဆေးကုဖို့ရန်သူနယ်မြေဖြစ်လို့မသွားတာလားတော့မှတ်တမ်းနေတယ်မှာမရှိတော့ဘူးပေါ့နော်အဲ့တော့ဆရာစီဝကကြီးနောက်ဆုံးကုလိုက်တာတော့ခြေတော့ကြောက်ပြားကြောက်ခဲမှန်ပြီးတော့တွေးကြည့်ဥသွားတာကိုတော့ဆရာစီဝကကြီးကုပေးလိုက်တာဒါတော့သိချပေါက်သိရတယ်မြတ်စွာဘုရားအဲ့ဒီကဆုံလာပြီးနေမှာနောက်ဆုံးတက်တော်80မှာပြိဋိဘံဆံသွားတယ်ဆရာစီဝကကြီးကသောတပန်အဆင့်နဲ့မြတ်စွာဘုရားပေါ်မှာအလွန်ယုံကြည်တယ်ကြည်ညိုတယ်တန်ဃာတွေပေါ်မှာကြည်ညိုတယ်တရားပေါ်မှာကြည်ညိုတယ်အရိယာပုဂ္ဂိုလ်တွေထိမ့်သိမ့်ဆောင်းလျှောက်တဲ့ကိုချင်းသီလနဲ့ပြည့်စုံတယ်အသိဉာဏ်နဲ့ပြည့်စုံတယ်နောက်ဆုံးသောတပန်ဆိုတော့ဒိဋ္ဌိဝိသေကိစ္စကလွတ်မြောက်ခြင်းလို့ဆိုတဲ့အရိယာတို့ရဲ့လွတ်မြောက်မှုနဲ့ပြည့်စုံတယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကရှေးဥစွာဒီတာဝတိပြည်မှာပြိဋိဘံမဆံခင်တာဝတိပြည်ရောက်တဲ့အချိန်မှာဘာသာရေးကိစ္စနဲ့ပတ်သက်ပြီးတော့ပုဂ္ဂလပတ္တန္တမြတ်စွာဘုရားကိုပြီးရင်ပြီးဒီတရားဥယျာဉ်ကြီးလှူပြီးတော့အဲ့ဒီမှာပြုစုဆောင်းလျှောက်ခဲ့တယ်ဘုရားကိုပုဂ္ဂိုလ်ရေးကြီးညိုပြီးတော့ဆောင်းလျှောက်ခဲ့တဲ့ကြီးညိုအားကြမှုနေရာမှာထူးချွန်တယ်လို့ဆိုပြီးတော့ဆရာဇီဝကကြီးကိုထူးခြားတဲ့ပုဂ္ဂိုလ်တူအနေနဲ့အသိမှတ်ပြုတော်မူခဲ့တာဖြစ်တယ်ပေါ့အေးဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘဝခရီးဆိုတာလူတွေဟာဒီလိုပဲရှောင်လန်းကြရတာဖြစ်တယ်ရှောင်လန်းတဲ့အခါမှာကိုလုပ်တဲ့အလုပ်ဒီအများအတွက်အကျိုးဖြစ်တဲ့အလုပ်နဲ့အများအတွက်ကောင်းကျိုးချမ်းသာဖြစ်စေတတ်တဲ့အလုပ်မိမိအတွက်အကျိုးဖြစ်စေတတ်တဲ့အလုပ်တွေလူတိုင်းဟာလုပ်ကြသလားလို့ဆိုမလုပ်ကြဘူးကိုယ်ကိုအကျိုးမဲ့ဖြစ်စေမဲ့အလုပ်တွေသူတော်ဘာအကျိုးမဲ့ဖြစ်မဲ့ဆိုတဲ့အလုပ်တွေတို့အဇာတတ္တတို့လိုမကောင်းတဲ့အလုပ်တွေဒေဝရတ်တို့လိုမကောင်းတဲ့အလုပ်တွေအားပေးတာတို့ပြစ်မှုမကင်းတဲ့အလုပ်တွေလုပ်သွားကြတာဆရာစီကကြီးတို့နော်အမေအဖေဘယ်သူမှမသိအောင်လမ်းမေးရောက်သွားတဲ့ဘဝကနေပြီးတော့အထွတ်ထိပ်ရောက်လာတဲ့တမားတော်ကြီးတယောက်ဖြစ်အောင်ကျင့်ကြံကြိုးကိုအားထုတ်ပြီးတော့စိတ်ကောင်းနှလုံးကောင်းနဲ့လူတွေရဲ့ယောဂဝေဒနာတွေကုစားပေးတယ်။တန်ဃာတော်တွေတရားဓမ္မတွေအများစုသင်္ကန်းလှူခွင့်ရအောင်မြတ်စွာဘုရားစီတောင်းဆိုပေးတယ်။အဲ့ဒါလို့ကောင်းမှုကုသိုလ်ကြီးမားတဲ့သာသနာနဲ့ပတ်သက်တဲ့အလုပ်တွေကိုဆရာဇီဝကကြီးလုပ်သွားတာအတူယူအားကြစရာဖြစ်တယ်လို့ကိုစီဘဝသင်္ကန်းစာယူချပြီးတော့
ဘုရားမြတ်စွာရဲ့အဆုံးအမတိုင်းနေနိုင်အောင်ကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်သတည်း